အင်မတန်မှသတိထားမိတော့သံဝေကတရားလည်းရရှိအောင်ဟောပြောသွားတဲ့စာရေးဆရာဥဖုဒ္ဓကုအင်မတန်မှကျေးဇူးတင်ရှိပါတယ်ဆရာဥဖုဒ္ဓကုရဲ့နောက်မှာဒုတိယတတိယအကြိမ်ဟောပြောမဲ့ပုဂ္ဂိုလ်ကတော့ကျွန်တော်တို့အားလုံးပြောလင့်နေတဲ့မောင်ဆရာမောင်စေဝင်းပရိဂုံဖြစ်ပါတယ်ခင်ဗျာပတ်စံတယ်ဗျာဟောဆရာမောင်စေဝင်းပရိဂုံရဲ့ထုတ်ပတ်တီကိုပတ်သောဆန္ဒဝင်ရဖတ်ပြကြတော့ဖြစ်ပါတယ်ဆရာမောင်စိန်ဝင်းမရီကုန်း၏ကိုရေးထုတ်ပတ်တီအမည်ရင်ဦးစိန်ဝင်းမိဘအမည်ဦးထွန်းကျွဲတော်ကြီးဝိသက်ကြီးရဲ့10ရက်5လ1950ခုနှစ်ဇာတိဒီကုန်းမြို့စာပေဘဝစာမှာ1965ဩဂတ်လထုတ်ရုပ်ရှင်အောင်လံမဂ္ဂဇင်းမှာဗျာစတင်ပါဝင်ခဲ့ပါတယ်ဒီနေ့အထိဗျာစာအုပ်ပေါင်း12အုပ်ထုတ်ဝေပြီးတောကချီယာရတနာဗျာစာအုပ်10ချိန်နဲ့ကျန်စာအုပ်များ3ချိန်စီရိုက်နေခဲ့ပါတယ်1983ခုနှစ်လုံးချင်းဝတ္ထုလောကကိုစတင်ဝင်ရောက်ခဲ့ပါတယ်ဒီနေ့အထိစာအုပ်ပေါင်း90ကျော်ရေးသားခဲ့ပါတယ်2013ခုနှစ်အာဆီယံကြံစုရရှိခဲ့ပါတယ်အမျိုးသားစာပေစုစာပေဗိမာန်စာပေစုရွေးချယ်ရေးဖွဲ့ဝင်များကရွေးချယ်ရေးဖွဲ့ဝင်အဖြစ်ဆောင်ရွက်နေခဲ့ပါတယ်ဒီနေ့ဟောပြောမယ့်ခေါင်းစဉ်မှာဒေါင်းကားတဲ့နေ့ဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဆရာမောင်စေဝင်းပရိဂုံရဲ့ထုတ်ပတ်တီကိုဖတ်ကြားပေးတဲ့မဆောဆန္ဒဝေကိုကျေးဇူးတင်ရှိပါတယ်အခုဟောပြောမဲ့ဆရာမောင်စေဝင်းပရိဂုံကြွားရောက်ပြီးတော့ဟောပြောပေးဖို့အတွက်ပန်ကြားပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါခင်ဗျာဆရာတော်ဘုရားကြီးတွေကတန်ခါတော်များအားလုံးဒီမှာခင်ဗျာဒီမှာကျွန်တော်တို့အချိန်ကြီးကလည်းရှိတော့ဆရာတော်ကကျွန်တော်တနိုင်ပြီးတော့45ပဲပြောတော့ပါတယ်ပြောတော့ကျွန်တော်ကတနိုင်ပတ်ဝန်းကျင်ကျွန်တော်ခွဲရလေးရတယ်ကျွန်တော်ကဘာမှမနေလာတော့နေရာကခွဲရနေဖြစ်မဆလာခေတ္တကကျွန်တော်ကဆက်ရနေနဲ့ခွဲရနေအဲ့လိုမျိုးလာတော့သူလည်းအခြေခံခွဲရနေပေါ့ကျွန်တော်နောက်မှာကျွန်တော်ညီငယ်ဒီမင်းပြောပါနော်သူကတော့နည်းနည်းemotional ရှိတော့လေပြောစရာများအဲ့တော့ကျွန်တော်တို့ကတတ်နိုင်ရင်သူ့နောက်ဆုံးထားပြီးတော့ခါလေးကြတော့လေကျွန်တော်လောဘကြည့်သွားရင်သူ့ပြန်လောဘနေရမယ်အခြေအနေကမကြံတော့ဘူးသူ့အတွက်ကျွန်တော်လည်းချားပေးပါအထူးလာပြီးတော့ကျွန်တော်ပြောပါမယ်အဲ့တော့ပထမဆုံးတော့ဒီနေ့ကျွန်တော်တို့ဆရာတော်ဘုရားကြီးကျေးဇူးနဲ့အမေရိကန်ကိုရောက်ခဲ့ပါတယ်အဲဒီထက်ပိုပြီးတော့ကြည်နူးစရာကောင်းတာကမနေ့ကကျွန်တော်တို့ဆိုင်ရဆရာမောင်ပါရဆိုင်ဆရာမောင်ပါရစီကိုလိုက်ပို့ပါတယ်လိုက်ပို့တော့အဲ့ဒီကိစ္စတော်တော်ကြည်နူးစရာကောင်းပါတယ်ကျွန်တော်ရှင်းပြောမယ်ဆိုလို့ရှိရင်တော့ဆရာတော်ကျွန်တော်ပြန်မတွေ့ရတော့ဘူးလို့အဲ့ဒီလိုစိတ်ထဲမှာသတ်မှတ်ထားဆရာဘယ်ကတော့ထွက်မဲ့လည်းပြန်ထွက်မယ်ဆိုရင်ညနေတီကျွန်တော်တို့တစ်ပြေးဆိုင်ကအတူတူထိုင်ပြီးတော့မှသူတောင်းမယ်ဆိုတော့သူ့မှာလည်းနှုတ်ဆက်ပါနှုတ်ဆက်ပြီးထွက်သွားတာသူနဲ့ပတ်သက်လို့ကျွန်တော်တို့ကအတူတူနေကြတာများတော့ချက်ကျေးဇူးတွေကျွန်တော်တို့ကအများကြီးရှိပါတယ်ဆက်စာတွေဖတ်ပြီးတော့မှကျွန်တော်တို့ဒီလိုစာရေးတက်လာတယ်လို့ခြုံပြောလို့ရပါတယ်ဒီမှာတွေ့တဲ့အခါမှာလုပ်တဲ့ကျွန်တော်မှတ်မိနေတာတွေကဆရာကကျွန်တော်အိမ်ကိုရောက်လာတဲ့အချိန်မှာအဲ့ဒီအချိန်မှာကျွန်တော်အိမ်မှာခွေးဝေးတာပဲခွေးကဆက်တဲ့ကောင်ဒီတိတ်တော်ကများခွေးဆက်တဲ့ကောင်ဒိုပါမင်ပါတယ်အများကြီးတော့နော်အဲ့ဒါတွေဝေးရတယ်ဗျဝေးတဲ့အချိန်
ကျွန်တော်ကဆရာလာတော့မယ်ဆိုခွေးတွေကျွန်တော်သိမ်းပါသိမ်းပြီးတော့ဒိုဘာမန်ဒီကောင်ကအေးတယ်မှာလည်းကျွန်တော်တော့ခက်ဒီကောင်ဆိုးလို့အဲ့လိုသိမ်းနေချိန်မှာဒီကောင်ဒီခွေးသိမ်းတော့ကြည့်ပြီးတော့ဆရာကျွန်တော်လည်းမင်းတာငါ့ကိုတက်ထင်သေးတာအားဆရာဘာလို့လဲငါနဲ့ခွေးနေရတဲ့ဘဝရေစက်နေတာချက်သိတဲ့ချက်ရေစက်ပါလေကွာမင်းဘယ်ခွေးမှမကြိုက်ဘူးလေဆိုတော့ကျွန်တော်မှပြောပါဦးသူခရီးပဲပြောပြီးတော့ကျွန်တော်အရင်ခေါ်တာတရားလည်းပြောတော့နော်ပြောပြီးတော့ပြန်တော့မယ်ဆိုတော့ကျွန်တော်ချက်ခဏနဲ့ကျွန်တော်ခွေးပြန်သိတယ်မင်းဒုတိယတေဆော်ရမယ်မင်းမယုံဘူးလားမင်းခွေးတွေငေါ့ဘလောက်ကဲနေခွေးတွေရေးတဲ့ငါနားလာလို့ရှိရင်ခွေးတွေကငေါ့မကြိုက်ဘူးလေအဲ့တော့ကျွန်တော်ကပြောနေတယ်မင်းမသိနေတယ်ကျွန်တော်ချက်မသိရင်ဒုက္ခရောက်လိမ့်မယ်ကျန်တဲ့အကောင်လေးရသိသိလေးဘာမှမဖြစ်ဘူးဒီတိုးပါမယ်ဆိုတော့ကောင်တော်ဆိုးတယ်ကောင်ပြောတော့ကိစ္စမရှိဘူးကွာလေဆိုပြီးတော့သူတို့ကျွန်တော်မြောက်ထက်လာခက်လိုက်လာလူသိန်းလာလည်းရပါအဲ့တိုးပါမယ်ဝုန်းဆိုပြေးလိုက်ပြီးတော့ဘဝမင်းရကြကြိုက်တာပုံလေးဒီခုံးလို့စောင့်တွန်းလိုက်တဲ့အချိန်မှာရက်ထားတဲ့ကျွန်တော်ကားလေးမှာပလက်ကြီးလာအဲ့အချိန်မှာခွေးရဘက်ကဒီလိုပြောဟတ်တာအဲ့မှာကျွန်တော် okay ဆိုရင်ခွေးရကြိုက်တော့အဲ့မှာကျွန်တော်ခွေးကိုယူပြီးသိမ်းလိုက်ပြီးတော့ကျွန်တော်ပြောတယ်ချက်တွေ့တယ်မလားလို့ကြိုက်တဲ့ခွေးကြတော့ချက်ဘလို့လို့ဖြစ်မှာလဲလို့ဆိုတော့သူချိုးပြပြန်ပြောလိုက်တာမင်းခွေးစမမောင်းတာပဲတော့ခွေးစစ်လို့ရှိရင်တော့မကြိုက်ဘူးသူ့ကိုအဲ့လိုရံမှုတဲ့အကောင်ကြီးခွေးမစစ်ဘူးပြီးတော့တော့ဆက်တွေ့ရမလားပါတယ်အမီးတော့မှမရှိဘူးလေဒိုဘာမင်းကအမီးဖြတ်တာတွေ့ရမလားပါတယ်အမီးတော့မှမရှိတာပဲမင်းခွေးမစစ်ဘူးလေအဲ့ဒါဒီကျွန်တော်သားလေးသတိရတွေ့ပြီးတော့တစ်ဆက်တည်းလည်းဒီခေတ်တော့စာဖတ်တဲ့လူတော်တော်များများပါရင်တောင်မှအခုကျွန်တော်အမှတ်တရဖြစ်နေတဲ့ဆရာနဲ့ပတ်သက်တဲ့ကျွန်တော်ကစဉ်းစီအရန်တင်ပြတဲ့ခေတ်ကမဆလာခေတ်ပေါ့ပြောမယ်ဆိုအဲ့ခေတ်တော့ဆရာမောင်သားရဲ့သူ့ပြည့်တဲ့တွေမသိလိုက်ဘူးဘုထုတို့တွေတဘောရှိတယ်ကျွန်တော်အစအဆုံးအကုန်လုံးကခဏနာမှာပြောအပြည့်လို့လဲဆိုတော့ကျွန်တော်ပြောချင်တဲ့ topic ကတခြားအခုဆရာစီတော့တွေ့ရတယ်ကျွန်တော်ကောင်းနေဝင်လာလို့အဲ့ဒါဆရာမဒေါ်နုနုဆရာမနုနုညောပါနော်သူဘိုးရင်ကစင်မောင်ကခဏပြောတယ်ဆရာမောင်သားရဝတ္ထုရခွေးနဲ့နံပြားနံပြားနဲ့ခွေးအဲ့ဒါကျွန်တော်တို့ဖြစ်သွားရေးပြီးတင်လိုက်ပြီး service စေးရောက်အပြဲခံနေတယ်အဲ့ဒါအပြဲခံလိုက်ရပြီးတော့မရောက်ဘူးအဲ့ဆရာလူပညာကိုကျွန်တော်ကနည်းနည်းနီးစမ်းကြည့်နေမှာပါနော်သူ့ဘာရေးထားလဲဆိုတော့အဲ့ကလာဈေးလေးကိုဖြတ်ပြီးလို့ရှိရင်အဲ့ကလာဈေးအကျော်မှာတော့ဆမနွေးရောအဲ့ကျအဲ့ဒါအင်္ဂါနေကနုနုရတူတူပဲရင်တို့မန္တလေးသားနဲ့အင်းဝါနဲ့ဆိုတော့နီးရောနော်ခဏပါလေနေ့ကျတော့ချာခွေးရမ်းချက်တော့ခွေးကိုနံပြားနဲ့ခွေတာနံပြားနဲ့ဈေးရတယ်တပိတ်တယ်နံပြားနဲ့ဝယ်ပြီးတော့မှဈေးရဖြတ်လျှောက်တော့ဈေးမှာဈေးခွေတွေအများကြီးရှိတယ်အဲ့ဈေးခွေတွေကိုခေါ်တော့ဈေးခွေတွေကသူ့စီလာတဲ့ချက်သူကခွေးတွေကိုဝယ်တာအဲ့နံပြားတွေဝယ်လာတော့အဲ့နံပြားကိုချကျွေးတယ်ခြင်းနဲ့ခွေးတွေကအခါနံပြားစားအောင်လေဒီဈေးခွေးဆိုတာကျွန်တော်ဈေးမှာအတွင်းကြဈေးတွေသိပြီးတော့ကြားနာဟာလေးတွေစားတယ်နံပြားကိုချကျွေးခွေးကြောက်ပြီးတော့နောက်ဆုံးသူချော့ခေါ်တယ်အဲလာဆိုပြီးတော့နံပြားလေးတွေကိုချွေပြီးတော့ခွေးတွေချကျွေးတဲ့အချိန်မှာခွေးတွေကရုပ်ပြန်မစားဘူးပဲစားတာသူလည်းမရင်းနေဘူးစားလူတွေလည်းတာလူတွေကတွေ့အောင်စားတာနော်ခွေးမစားဘူးသူအနေရှိတာမရှိတာသူကြိုက်တာမကြိုက်တာသိချာနမ်းပြီးတော့မှနံပြားလေးစားနံပြားလည်းစားပြီးတော့ခွေးဈေးတွေကအတွင်းကြပဲစားလို့ခွေးကနံပြားကဘယ်လိုပေါ့နော်ရတာတွေ့ပါရတာလည်းတွေ့ပါခွေးရထိမြင်သေးရတာသူဝယ်လာတဲ့နံပြားမှာ10ချက်15ချက်ချက်ချင်းပုံမှာတော့သူလည်းကြည့်လာတာလူရွေးပါတော့လူရွေးကအားရတယ်လားပြောတယ်လူရွေးတဲ့နင်တို့ဈေးခွေးတွေကနံပြားမစားဘူးဒီနေ့ငါကျွေးတော့မှဒီကောင်လေးရမ်းကြိုက်တာကွာလေနောက်တစ်ခေါက်ငါလာရင်ဝယ်ခဲ့အောင်လေဆိုပြီးတော့ပြန်သွားတယ်ဒါမှဇလာအဲ့ဒီဘာမှရှိတယ်နောက်တစ်နေ့ကြာတော့ဒေါ်လူရွေးကဈေးရောက်သွားတယ်တောက်ပြီးတော့သူ့ယောက်ျားပေါအောင်ကြော်တို့အတွက်လက်မေးတန်နံပြားဝယ်ပြီးတော့ဈေးတွေကဖြတ်လျှောက်တာ2လ3လပဲဈေးတွေရောက်သေးတယ်ကိုယ်ဝုန်းဆိုလာပြီးနံပြားကိုဆွဲယူလူစားတော့လူစားတော့လူရဲ့အဲ့ဒါလည်းသိတဲ့တွေမ
ဆိုးတယ်ပေါ့တော့ဒါပေမဲ့ဈေးထဲမှာနောက်ရက်ဒီမှာမတူမဆိုနာမည်ကန်လာလို့ရှိရင်ခွေ့ခွဲပြီးတော့အဲ့တန်ကားတွေကိုအကုန်လူတော့အဲ့ကြောင့်တော့တော်တော်လေးစဉ်းစားရတယ်ဩဈေးခွေးတွေပေါ့နော်မစားဘူးရတာတစ်ခါလဲစားဖို့ပြီးတော့ဘယ်လိုစီရဟာမဆိုးစားချစ်စိတ်ပေါက်လာဒါဈေးခွေးစိတ်တွေစဉ်းစားပြီးတယ်အဲ့တော့ပြောနေတာကရှာမောင်သာရရဲ့ပြိတ္တစီကိုမရောက်တော့ရှာမောင်သာရအဲ့ဒီအချိန်နဲ့အဲ့လိုမျိုးတွေကြီးပါအဲ့တော့ကျွန်တော်တို့ရဲ့ဆရာပေါ့နော်တွေ့ရတာမင်းလည်းပြီးတော့အဲ့ကြည်လေးကြည်ခွေပါကျွန်တော်ပြန်မယ်3လလောက်လုံးဆက်နေပေါင်းပါလားဆိုပြီးတော့အဲ့လိုတတ်တာနေဆရာပါအဲ့တော့ဒီနေ့ကျွန်တော်ပြောတဲ့ခေါင်းစဉ်ကအဲ့ဒါမဟုတ်ဘူးရဟိုတောင်းကားတဲ့နေပါနော်တောင်းကားတဲ့နေလို့ဘာလို့ပြီးလဲဆိုတော့ဟိုနံပါတ်1တော့လိုရှင်းပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကသူ့နိုင်ငံနဲ့သူနဲ့ပေါ့နော်အကောင့်ဘလောက်နေရှိတာပေါ့နော်ကျွန်တော်ထင်တယ်ဒီအမေရိကန်မှာဆိုလို့ရှိရင်ရေတပ်မှာဆိုရင်ကျွန်တော်တို့ eager ပေါ့နောက်သူကစိအဲ့လိုအကောင့်ပေါ့နော်နောက်ကျွန်တော်တို့စင်ကာပူဆိုလို့ရှိရင်ချင်းသေးအဲ့လိုကျွန်တော်တို့နိုင်ငံရဲ့ trademark အကောင့်ကတောင်းကိုများသောအားဖြင့်တော့ကျွန်တော်တို့ကအခု NLD ရဲ့အလံကိုကျွန်တော်မပြောဘူးတော့ကျွန်တော်ဟိုရှစ်ခေတ်တော်ရတယ်ဘိုးကျောင်းဆန်းတို့တောင်းတသမကဖြစ်တယ်ကျွန်တော်တို့ကတောင်းလာပြီးလို့ရှိရင်ကျွန်တော်တို့ဂျပန်တွေကိုတော်လာတော့မယ်ဆိုပြီးတော့ထွက်လာတဲ့အခါမှာလည်းကာတောင်းအောင်ရတယ်အဲ့တော့အဲ့ကာတောင်းကအခုကျွန်တော်တို့ဖြစ်မှာကာတောင်းတွေပြတ်ပြီးတော့ဘယ်အလံကိုကြည့်ချင်တဲ့အလံကျွန်တော်တို့ခွတ်တောင်းနေတော့အဲ့တော့တောင်းအောင်ခွေလို့ပဲအဲ့ဒါဆိုသူ့ရန်တွေတွေ့ရင်သူ့တွေ့သူခွတ်တောင်းဖြစ်လာသူ့ရန်ကပဲလို့တိတ်အသာရကြီးနုံမှာ solution သူကကာတောင်းဖြစ်လာနော်သူအိုးနဲ့ပေါ်ပြီးတော့ကာအဲ့တော့အဓိကကတော့ကျွန်တော်အဲ့ဒီကြပြလေးရေးပြီးတော့အဲ့ခေါင်းစဉ်တက်ပြီးတော့ဒီစာအုပ်မထုတ်ခင်အခုကျွန်တော်ပါလာတာတော့ထွက်တာကတောင်းဟန်တဲ့ဝဲအဲ့တောင်းဖန်တဲ့ဝဲဆိုတာလေဟိုကျွန်တော်ပြီးတာမဟုတ်ပါဘူးဒီလက်ကမ်းမှာကျောင်းသားတွေကိုဖမ်းသွားလို့အဲ့ဒီစာအုပ်ကိုတောင်းဖန်တဲ့ဝဲဆိုကျွန်တော်ထုတ်လိုက်အဲ့စာအုပ်မထုတ်ခင်တော့တောင်းဖန်တဲ့နေ့အဲ့တောင်းဖန်တဲ့နေ့ဆိုတာကကျွန်တော်တို့ပြည်သူတွေအကုန်လုံးကိုတောင်းစားဖြစ်အဲ့တော့ကျွန်တော်တို့ကားွယ်မရတဲ့ပြည်သူတွေတနည်းတစ်ချိန်ရောက်လို့ရှိရင်ခွတ်တောင်းနေရနေပြီးတော့ကားတောင်းနေဖြစ်နိုင်ပါလေအဲ့ရှင်းတယ်လားအဲ့ရွေချက်တဲ့ကျွန်တော်တောင်းကားတဲ့နေ့ပြီးတယ်အဲ့တော့ဒီနေ့ပြောချင်တာလည်းခြုံတော့ရင်ကျွန်တော်တောင်းတဲ့ပြောတာဆိုလို့ရှိရင်ကျွန်တော်တို့ကနိုင်လို့ပြည်သူတွေကတောင်းနေဖြစ်ဖို့ကျွန်တော်တို့နိုင်ငံပြောင်းလဲတစ်ခုကျွန်တော်တို့ချင်ဒါလေးလည်းကျွန်တော်ပြောပြီးတော့ဒီကုန်းချော်နေတော့ရပါတယ်ဒါပေမဲ့အဲ့ဒါလေးပဲပြောပြီးတော့ဒီကုန်းချော်ရဒါပေမဲ့ကျွန်တော်ပြောချင်တာကျွန်တော်တို့ပြောင်းဖို့ဒါလေးဒီလိုလေဥပမာအခုပြောလာတယ်ကျွန်တော်အကြမ်းပြောလို့ရှိရင်ဆရာတော်ဘုရားကြီးပြောတဲ့အထက်မှာလည်းပဲကျွန်တော်တို့အကုန်လုံးရဲ့ဒီကအရေးကြီးတာကိုကျင့်နေရနော်ကိုကျင့်နေရအော်ဆရာဘုန်းပြောတာဆရာဘုန်းပြောတာလည်းကိုကျင့်နေရအဲ့တော့အဲ့ကိုကျင့်တရားလေးနဲ့အဲ့ဒီအဓိကကျွန်တော်တို့အဲ့လိုပြောမှုအရေးကြီးဆုံးလို့လားအဲ့ကိုကျင့်တရားလို့လေအဲ့ဒါလေးကျွန်တော်ဆက်ပြောချင်တယ်အဲ့ကိုကျင့်တရားလို့လေဆိုတော့နော်ဟိုဆရာတော်ဘုရားကြီးတို့ဆရာဘုန်းတို့ပြောတာတယ်ဒါပေမဲ့အဲ့ဒီကိုကျင့်တရားကိစ္စတွေကကျွန်တော်ပြောပြမယ်ဒီနေ့ကျတော့ဘုရားအောင်ဆရာဒီနေ့ကျတော့သူ့ခန်းထဲမှာဝေယမောက်ဆောက်လို့ဖတ်အဲ့ဖတ်နေချိန်မှာသူ့ရှစ်မှာအောင်ဆန်းနဲ့အောင်ဆန်းလေးဘာနဲ့အောင်ဆန်းလေးမတည်သေးဘူးနော်ဘာနဲ့တော့ဆောက်တော့အတန်တန်လေးထွက်ပြောတာကလေးတွေတဘာဝပေါ့ဆူညံညံနဲ့ဖြစ်လာတယ်တကားပဲပြီးတော့လောကကြီးဝင်လာပြီးတော့ကလေးတွေလောကကြီးတက်ပြောတယ်အဲ့တော့ဆူညံနေအဖေဘလို့စာကောင်းဖတ်လို့ရမှာလေပြောတယ်အဲ့ချိန်မှာပြောတာကောင်းမောပြီးတော့အဖေကြီးကိုကြည့်တယ်ပြောလဲဆိုမဆူနဲ့ကြည့်တယ်ကလေးတွေဆောက်ပါတယ်သူတို့ကြီးရတဲ့အချိန်မှာသူတို့ရှင်ထဲမှာ character ခုနကပြောတဲ့ဒီလာပါလာပြီနော်ပြီးတော့ love of truth တမန်နဲ့လုံးချင်းနော်ကျွန်တော်အမှန်လို့ဘာလို့မပြောလဲဆိုတော့အမှန်လို့ပြောရင်လည်းအငင်းပွားတာကျွန်တော်ဆွေးနွေးဝဲကြလို့ရှိရင်ရှားအမှန်ဆိုတာပါလေဒီဘက်ကကြည့်အမှန်ဆိုဒီဘက်ကကြည့်တော့မမှန်ဘူးလားတွေပါလေလို့ပြောချင်တာမှန်တရားဆိုတာတဲ့ဓမ္မနဲ့အာဓမ္မဓမ္မအဲ့တော့ကိုကျင့်တရားနဲ့ဓမ္မကိုချစ်ချင်းအဲ့ဒီတစ်ခု
ကြီးလာတဲ့ချိန်မှာလူတွေပြင်နေရောက်ရေးကြီးတယ်ဘုရားဆန်းစပြောတာနော်အဲ့ဒီဆောင်းမကဆံမောင်းကြောတာရေးတဲ့ဆောင်းမဘာပြောလို့ဆိုဆိုင်းဆိုင်လေးအပေါ်မှာတစ်ခါတလေကျတော့ပြောတာထောက်ထားမရှိဘူးလို့ထင်မှာဆိုတော့မောင်းကြောတာရေးတဲ့ဆောင်းမမောင်းကြောတာဆိုတာခေသူဘောပါနော်မြန်မာနိုင်ငံကစပြီးစုနေရတယ်ကိုနဲ့မောင်းကြောတာရေးပြီးအစ်စ်ဆောင်ဆိုတော့ဝတ္ထုနဲ့စုရတယ်ပဲဆိုအခုတော့ဆုံးသွားပြီနော်မောင်းကြောတာရေးတဲ့ဆောင်းမအဲ့ရနဲ့ဆက်ပြီးတော့ဖတ်လိုက်တယ်အဲ့မှာကျွန်တော်ဗာသိတယ်သူ့သားသမီးတွေရှိတာဘုရားပြန်ပြောလဲတာအဲ့နော်ကိုချင်းတရားနဲ့ဓမ္မအမြင်လို့ကြီးပြန်ပြောလဲနောက်သူ့ကိုရံတော့တက်နေဝင်နော်သူရတဲ့ဆောင်းမတွေလည်းတွေ့တယ်ဆိုဘုရားကဒီလိုရှောက်သွားရင်ပြီးတော့တချို့စသားလေးတွေတွေ့လို့ရှိရင်အမြင်မတော်တော့တွေ့လမ်းခေါ်တယ်လမ်းခေါ်ပြီးတော့ဘုရားကလည်းဘယ်တော့မှချစ်ချင်ဝေမစောမှာဘူးမင်းလူကောင်းဖြစ်ချင်လို့ရှိရင်ခုနပြောတဲ့နှစ်ခုပြောတယ်ကိုချင်းတရားနဲ့ဓမ္မအမြင်လို့အဲ့ဒီနှစ်ခုသူကတော့အင်္ဂလိပ်လိုပြောတယ်နော် character and love of truth အဲ့ဒီနှစ်ခုပဲနည်းနည်းစောင့်ထည့်တော့ဒါဆိုနောက်တစ်ချက်ကျွန်တော်ဖတ်သူကပါပြန်ရတယ်သူတပည့်ရှိရပြန်ပြောနေတာအဲ့ဒါနောက်အဲ့ဒီတက်ကွန်လိုဆောင်းပါတယ်မှာဘုရားဟာလေသူ့ဘဝအလျှောက်တော့သူ့ရဲ့မောင်းနဲ့အားဖြစ်အသုံးပြုပါအဲ့ဒါချက်ဒါပြောမှဆိုရင်ကျွန်တော်တို့ကိုလွတ်လပ်ရေးရှိပါအဲ့ဒါနဲ့ယူပေးပါတယ်အဲ့ဒီလိုကိုကောက်ချက်ချအဲ့တော့ဘုရားနဲ့ပတ်သက်တဲ့ကိုဆောင်းတဲ့နဲ့ထွက်အဲ့ထွက်တဲ့စာအုပ်တွေကိုကြိုက်တဲ့ chapter ကိုနှံဖတ်လိုက်အကွက်နဲ့ကွက်ချလိုက်အဲ့ဒီနှစ်ကွက်ထဲမှာဝင်အများကြီးပဲဗျပြောမှဆိုရှင်ဥပမာလေးပြောမှဆိုရှင်အများကြီးပဲကိုကျက်တရားဆိုရင်သူဂျပန်ကိုရောတော့ကြိတ်နော်ဂျပန်ကိုသွားတယ်အဲ့မှာဘုံဘုံကြီးဆူဆူပြီးဘုံဘုံကျုပ်ဖြစ်လာတယ်ဘုံဘုံကြီးဆူဆူကမင်းတို့လူငယ်တွေအိမ်မန်းလာတယ်မကောင်းလို့မင်းသွားပါတော့နော်ပြောတဲ့အချိန်မှာနှစ်ခါပြောတယ်နှစ်ခါလုံးလို့ညင်းအဲ့ဒီအကြောင်းဖတ်လိုက်အဲ့ဒါ character ပဲမှာကိုကျက်တရားမှာဝင်သွားလိုက်နောက်သူခုနကပြောတာအိမ်ကိုပြန်လာအဲ့ပြန်လာတဲ့အချိန်မှာသူ့အမေကသူ့ဘာပြောဆိုသူ့အမေကအပေါင်းခံတယ်ကိုလေးပေါင်းခံတယ်မြေပေါင်းခံတယ်အဲ့တော့အားရတော့အမတို့လို့ဆိုအမလို့အမေနော်အမအပေါင်းခံထားတဲ့စာချုပ်ကြီးပြောက်နေတယ်အတွေ့ပြီဆိုတော့အဲ့ခုနကကြောင်းသားဘုရားဆရာလောင်းနေပြီပါပြန်ပြောလို့ဆိုအမမရှာနဲ့အဲ့ဘာဖြစ်လို့လဲမရှာရင်ငါဆုံးမှာပေါ့ဆိုပါမရှိဘူးဘာလို့မရှိလို့လဲဆိုအမအမြဲကြီးသားအတိုးကြီးသားယူပြီးတော့အလုပ်လုပ်နေတာတာမန်မှန်လို့တယ်အဲ့ကြောင့်ဖတ်လိုက်အဲ့ဒါဆိုရင်မှန်တာကိုသူ့အမေကိစ္စတော့မှန်တာကိုပြတ်တော့လုပ်ရတယ်အနိုင်ပဲဗျရှောက်ပြောမှဆိုရင်အဲ့ဒါအနိုင်ပဲအဲ့တော့ပြောနေတာကဘိုးကျောင်းအောင်ဆန်းမျက်လုံးလာတယ်ခုအဲ့တော့တစ်ချက်ထပ်စင်လာနော်ဟိုစာကျွန်တော်တို့ပဲဖတ်ထားတဲ့သူတွေဆိုရင်တော့ဒီပြီးသားဖြစ်ပါလေနော်တချို့ကျွန်တော်အခွင့်အရေးမှာလည်းကျွန်တော်ပြောပါတယ်ဘာလို့ပြောလဲဆိုတော့ကျွန်တော်ထပ်တယ်လို့ပြောရင်တော့မှကျွန်တော်တို့နိုင်ငံမှာလိုအပ်နေတာဒီတစ်ခုအဲ့ဒါကြောင့်ကျွန်တော်ထပ်လေးပြောပါတယ်အဲ့တော့ကျွန်တော်ကဘာလို့ဒီ character နဲ့ love of truth ဒါလို့တိတ်ညနေလုံးချစ်လာတယ်ဘာလို့တိတ်ကြိတ်ရလဲဟန်တိုင်းတော့ဘာသာပြည့်လဲဆိုတကယ်လို့အသေးစိတ်သိချင်လို့ရှိရင်တော့နော်ဆရာတော်ဘုရားများကိုတောင်းနေကြရင်စိတ်ဝင်စားရင်ဒါလျှောက်ဆရာတော်ဘုရားများပြပြတဲ့စာအုပ်ဖတ်ကြည့်ဘုရားကစာအုပ်လုပ်ခဲ့တွေ့အဲ့ဒီစာအုပ်ကဓမ္မစာအုပ်ကျွန်တော်ဘုရားဘာသာစာအုပ်အဲ့ဒီစာအုပ်ထဲမှာဗာရေးထားလဲဆိုတော့ကျွန်တော်တို့that's all that can အဲ့ဒီဘယ်ပါလဲဆိုတော့ရာဇဝပြပြရာဇဝပြဘိမိသာရမင်းလက်ထက်အဲ့ရာဇဝပြတွေကစံပါသမျိုးလို့ရှိမျိုးသေးသေးအဲ့ဒီမျိုးလေးကိုဘုရားကြွတော့ဘယ်နေရာကြွကြအောင်ဝန်းတာမရှိဘူးဒါပေမဲ့အဲ့စံပါကိုကြွတဲ့အချိန်မှာအောင်ဝန်းစရာပါပဲဆိုတော့အဲ့ဒီစံပါမျိုးနေတော့သူများကပြမနာပုံသားတွေနေတယ်တစ်ဗုဒ္ဓနဲ့လူမျိုးတူနှစ်ကိုးဝယ်တဲ့ဘာသာဂျိမ်းဘာသာကိုပဲဂျိမ်းဘာသာဆိုတာဗုဒ္ဓဘာသာရဲ့အရင်ပေါ်တဲ့ဘာသာအနည်းဆုံးပြောရင်ကျွန်တော်တို့အရေးဘာသာလို့ခါမျိုးပေါ့နော်အတိအကျတော့ကျွန်တော်မသိဘူးအဲ့လိုပါမယ်ကိုးပဲအဲ့တော့ဘာသာမတူလူမျိုးမတူတဲ့ပြိုလေးတစ်မျိုးဘုရားဘာလို့ကြွားဘုရားဘာလို့ကြွားလဲဆိုတော့ရှင်းချင်းနေပဲတော့ကအိမ်မှာဘာသာတူလူမျိုးတူတာလည်းရှိအဲ့တူတာပေါ့ common ground အဲ့ common ground ဘုရားဟောတယ်အဲ့တော့စံပါမျိုးကိုချုပ်တာကဘောနာတတ်ပုံနာအဲ့တောနာတာပုံနာကြီးကိုတော့ပုံနာကြီးခေါ်တော့ပုံနာကြီးအဖြစ်လို့ဘာသာတူလူမျိုးတူပဲနဲ့အဲ့ဒီမှာဘုရားအနံထင်ရှားကြတာဒီဘဘောရလို့ထင်ရှားကြတာတဲ့ပုဂ္ဂိုလ်ကငါတို့လူမျိုးပေါ်မှာဒီတော့ဗီဒီယိုတစ်ဆက်ကြတာအရင်ကမင်းသားရုပ်ကိုပြောတာခေါ်လိုက်တာ
ခေါ်လိုက်ပြီးတော့လာပြီးတော့ဘုရားတွေ့တဲ့ချိန်မှာရှင်းဆုံးကဘုရားကြီးဘုရားမေးဘုရားကြီးမင်းတို့ဒီမနာလူကိုအားကြောင့်လူပြည့်ပြတ်တယ်ဘုရားပုံပြောရတော့တွေ့တာငါပြောတယ်မလားဘုရားငါတော့စိတ်ဝင်စားတယ်သူမဆိုင်မတော့ဂုံယူဆောင်လိုက်အောင်ရှင်ဗျာပြီးတော့လူမျိုးတွေအကြောင်းနဲ့တက်တဲ့အမျိုးပြည့်ပြတ်တာဟုတ်ဘူးပြတပြီးတော့ဆောင်းသေးရမယ့်အချက်၅ချက်ဆိုပြီးတော့ပြန်ကြအပြောလို့ဆိုဘုရားကြားချင်တာမကြားချင်တာမသိတော့သူ့ကိုပြပြီးနေ၅ချက်ရှိတယ်ဆောင်းသေးရမှာဒါကြောင့်အမျိုးပြည့်ပြတ်ပြီးတော့အဲ့မှာဘုရားထမ်းမိတယ်ဆိုတော့ဘုရားကြီးရဲ့အဲ့ဒါချက်ပါဘုရားပြောရတယ်တော့ရမ်းပြောချင်အဲ့ချိန်မှာခပ်မြန်မြန်လည်းပြောချင်ရှင်ဗျာတစ်ဆွေးကုန်စံမျိုးကုန်စံဆွေးကုန်စံမျိုးကုန်စံမျိုးမတောင်းအောင်နော်ဆွေးကုန်စံမျိုးကုန်စံမျိုးဆောင်ထားတဲ့အချက်နံပါတ်2ကဘယ်လိုနဲ့မှန်းနေလို့ရနံပါတ်3ရုပ်ချောနံပါတ်4ကိုချစ်ပိလန်ဒီဆိုနံပါတ်5မှားမှာခွင့်နိုင်တဲ့ပညာရှိတာအဲ့ငါချက်တော့သူပြည့်စုံပါအဲ့မှာဘုဒ္ဓတာကမမျောလဲတဲ့စကားထကြားတယ်ဘုရားကြီးတဲ့တရားတော်ကငါချက်များတယ်တစ်ချက်လျှော့တစ်ချက်လျှော့ဘုရားခတ်တဲ့တယ်လို့ချစ်ရှင်ဗျာရုပ်ဆိုတာတော့ကပဲတုံးဝင်တာမဟုတ်ဘူးပြတပည့်တော်တို့လူမျိုးကိုအကျဉ်းချင်းကြည့်လို့ဘေးလူတွေထင်ကြည့်တော့ရုပ်ရည်ချုံမောတဲ့လူမျိုးဟာဒီလူမျိုးပဲလို့ထင်အောင်ချက်ထည့်တာတပည့်တော်ကျုပ်လို့ရတယ်ဗျပြီးတော့ဘုရားနဲ့ချက်လျှော့ငါချက်လျှော့ဆိုရင်လည်းဘုရားခတ်တဲ့တယ်ဆရာလွဲတယ်ဘယ်လိုမှမနဲ့လို့ရရမယ်ဆိုတော့ပြီးတော့လျှော့ဘာလို့လဲဆိုမရရင်မိသားစုသူများသူတက်ကရထားတယ်အများကြီးရှိအဲ့လိုမင်းမှာတော့သိတယ်ဟုတ်ကဲ့ကြောင့်ဘုရားကြီးတရားတော်ကမင်းတို့3ချက်လျှော့ပါဆိုရင်တစ်ချက်လျှော့ဘုရားလည်းရွာတယ်ပါသူက3ချက်ပဲကျတော့那3ချက်တွေကဘယ်ချက်လျှော့မလဲဆိုတော့စဉ်းစားနေစားဒီလိုချက်မမြောက်ဘူးအမြောက်နဲ့စဉ်းစားရတယ်သူပါတယ်ဆိုရှင်ဗျာမလျှော့မချင်းလျှော့ရမယ်ဆိုလို့ရှိရင်တော့ဆွေကုန်ဆက်မျိုးကုန်ဆက်မျိုးတန်နေရဆိုတဲ့ချက်ပြီးတော့လျှော့ပါဗျာနံပါတ်1အရေးကြီးဆုံးတင်ထားတဲ့ဒီလူမျိုးကိစ္စဘာသာကိစ္စဒါကိုပြီးတော့ချက်တယ်ဗျာဘုရားစိတ်နေတော့ဘူးသူနဲ့ပါလာတဲ့မျိုးလူမျိုးသားတွေဆက်စားကြည့်ကြတယ်သူ့လူမျိုးသူ့ဘာဒါကြီးကိုချုပ်တယ်မယ်ဆိုတော့အကုန်ကွာစီဆူနာဖြစ်အဲ့ဆူနာဖြစ်တဲ့တည်းကပုံသားလေးတော့ထမှတ်လိုက်ရတယ်အဲ့မတည့်တဲ့ပုံသားလေးနာမည်ကျွန်တော်မှတ်မိတော့နော်အဲ့ပုံသားလေးကတူတူရင်းတယ်အမှန်တန်ရုပ်ရည်ချောပါတယ်ဆိုပြီးတော့အဲ့စာမပြုတ်မှနာမည်ကြီးတဲ့ပုံသားလေးတနည်းအားဖြင့်ကျွန်တော်တို့နားလည်အောင်ပြောရင်ကလာသာကောင်းသူဩဇာရှိတဲ့ပုံသားလေးအဲ့ပုံသားလေးထိုက်ရတယ်ဝီဘုံအဲ့လိုတော့တူလဲဆိုတာဒါမျိုးကိုတစ်ကက်ဘာသာတစ်ကက်လေးကိစ္စအဲ့အတွက်အဲ့ဒါမလျှော့ခြံထားတဲ့နှစ်ချက်တွေကကြိုက်တယ်လျှော့အဲ့လိုလေပြောကြံတဲ့မျိုးသားတွေပုံသားလေးကထားတာဟုတ်ပါတယ်ထားဟောမှာပုံသားကြီးကမဖြစ်တော့ဘုရားနဲ့ညာလေးရှိမှာငါတော့အချက်ကွဲပြီဆိုပြီးတော့ထားကြတယ်ကျန်တယ်ပြောတယ်ငါပြောတော့လည်းငါထောက်ချင်ငါခြံထားတာကိုကျင့်ပြီးသားမှန်ခွင့်နိုင်ပြီးပန်းနာမလုပ်ရတဲ့တတိဒီတစ်ချက်ချန်ထားတယ်အဲ့ဒီနှစ်ချက်ငါရှော့ညာဘူးဘာကြောင့်ရှော့ညာလဲဆိုရင်အဲ့နှစ်ချက်ကမင်းတို့ငါတို့ဗြဟ္မဏတွေအတွက်တည်းမကဘူးလောကမှာလူဖြစ်လာရင်လူတိုင်းအတွက်လိုအပ်တဲ့နှစ်ချက်မလို့ငါရှော့ထပ်ပြောမယ်ဘာကြောင့်မရှော့တယ်ဆိုရင်မင်းတို့ကလည်းပြောမယ်အဲ့ဒီနှစ်ခုဟာဘာသာပဲကိုယ့်ရဲ့ဘာလူမျိုးပဲဖြစ်လူတယောက်ရဲ့တန်ဖိုးဟာအဲ့နဲ့ချက်လူတယောက်ရဲ့တန်ဖိုးသိချင်ရင်စောစောကဘုံမိတ်ပြပါနော်လူတယောက်ရဲ့တန်ဖိုးဟာအဲ့လိုခေတ်ပညာတွေဘလောက်တက်လဲအဲ့လိုအမေရိကန်မှာနေတာကကျွန်တော်တို့တောမှာနေတာကဘယ်မှာနေတာလဲနေစရာနဲ့ပညာနေတဲ့နေရာပြီးရင်စီးတယ်လို့ဆိုတော့ချမ်းသာတယ်အဲ့ဒီဟာတွေနဲ့လူတန်ဖိုးဘယ်တော့မှတိုင်းလို့မရလူတန်ဖိုးတိုင်းရင်ပထမဆုံးအဲ့ဒီလူရဲ့ကိုချစ်နေရတော့ကောင်းတယ်ပြီးတော့မှအဲ့ဒီလူဟာမှန်ဘလော့ခွဲနေပြီးတော့မှန်တာတွေဘလော့လုံးရဲတဲ့တတ်တည်ရှိတယ်အဲ့ဒီနှစ်ချက်လူတန်လို့ပဲဒါကြောင့်အဲ့ဒီနှစ်ချက်ကမရှောင်နိုင်တော့ခံလိုက်သူထိုင်ပေမဲ့သူမျိုးသားတွေကသူ့တော့တာမရှိတော့တော့မတူကျွန်တော်ကစင်မောမှာအမြဲအဲ့လိုထက်တယ်မပြောတတ်ဘူးဘာနဲ့တော့တူနေလဲဆိုတော့
ဒီကိစ္စအခုကျွန်တော်တို့ဒီမှာဖြစ်နေတဲ့မျိုးပါလာတာကစောင့်ထိန်မှုမှကြံဆောင်နေနော်တူတယ်အဲ့ဒီကိစ္စဘုရား sorry ရတယ်တော့ဟောလောကကြီးမှာဘာသာတူကြမလို့လူမျိုးတူကြမလို့တန်မိုးတူတဲ့ခွန်မောင်းကောင်းမှာကိုချင်းပြရတယ်တမမြန်လို့ချင်းအဲ့လို possible ဖြစ်ပေါ့ဘုရားလဲတာပေါ့နော်ဘုရားပဲလဲဘာလို့လဲဆိုတော့ဟိုသူလူတွေကပြောမြတော့သူကဘုရားရှင်ဘုရားတပည့်တော်ပြောတဲ့ရုပ်တန်လို့ဆိုတာမှားပါလေတကယ်တော့မှားရင်ရှင်ဘုရားပြုပြင်ပြီးတော့တပည့်တော်ဟောကြားပေးပါဘုရားဘုရားသိတော်မူတယ်နောက်ဆုံးသူစီကိုပြန်လာတယ်သိတယ်သူကဒီလိုရေလာညောင်းမင်းကြီးလောက်အဲ့တော့မှဘုရားကပြောလဲဆိုတော့ဘုရားကြီးမင်းယူစားတဲ့ကားယူစားထပ်ထပ်ပြန်ရှိတော်မူတယ်မင်းကထပ်ပြောမယ်မင်းပြောတော့အဲ့နှစ်ခုဟာလွတ်တတ်ဖို့လောက်တဲ့ခါဘူးတဲ့လောကရဲ့ကျက်သိနဲ့မင်္ဂလာလို့ပြောလို့ရတယ်လောကမှာကျက်သိမင်္ဂလာရှိခြင်းကျွန်တော်ဘာမှမပြောဘူးဒီခုပဲအဲ့နှစ်ခုလုံးအောင်ထိန်းသိမ်းကျက်သိမင်္ဂလာရှိသွားပြီဘုရားကြီးအဲ့ဒါဟာလူတယောက်အတွက်လက်နက်ဖက်နေတူတယ်အကြောင်းလည်းဆိုရင်နဲ့မင်းတဲ့ဖက်မှာများညစ်ပတ်ပေးကြံစိုးထင်းနေရင်နောက်လက်တစ်ဖက်ကဒီလိုဘုဒ္ဓဆေတော်ပေးခွင့်မင်းရှားတယ်မင်းမှာလက်တစ်ဖက်တည်းရှိရင်မင်းရေအောက်မှာစိတ်ဆေးလို့ရတယ်မဟုတ်ကြအမှမရှိဘူးအဲ့တော့ပြောချင်တာကကိုချင်းများမကောင်းဘူးလားမကောင်းတဲ့သူကအမှန်ဖက်နေတဲ့ပညာနဲ့ပြန်ပြီးတော့ကိုချင်းတရားကိုဖြစ်ပညာနဲ့တဲ့သူကကိုချင်းတရားနဲ့ကိုပညာကိုပြန်ပြီးတော့မုန်းတာဆိုပြီးတော့ဘုရားကတန်တတိမကြီးအကြောင်းနဲ့ဗာညာနဲ့ဆက်ဟောတာနော်အဲ့တော့ထားလိုက်ပါတော့နော်ကျွန်တော်ဆက်ဟောရင်ကျွန်တော်ကဟိုဆရာကမဟုတ်ကျွန်တော်ကခုံပြရတဲ့ခေါ်တယ်ခင်ဗျအဲ့ကျွန်တော်ပြောနေတာအဲ့ဒါကိုဘုရားကဖတ်ပြီးတော့သူတို့စပါးတာဟိုသူတို့ရှိဘေးရောက်အောင်ဆိုတော့စပါးချင်းရဲ့ကိစ္စစပါးပြင်အဲ့ဆောက်ကိုလွတ်ပြလို့မရဖတ်ပြင်အဲ့ဆောက်လွတ်ပြလိုက်တယ်ဆိုလို့ရှိရင်အဲ့ဆောက်လည်းဘာမှမရှိဖတ်ပြီးတော့လည်းအဲ့ဆောက်တော့တွေးစီမှာရတယ်စဉ်းစားကြတယ်အဲ့ဒီနှစ်ခုမကြရင်ဘယ်သူမှမလာမောင်ဆွေးမလေးကိုဖတ်တယ်ဘာမှမပါဘူးဘာလို့ကိုတွေးကြတယ်စဉ်းစားတယ်ပြီးတော့စင်ရင်သုံးတာပြီးတော့မှနောက်ဆုံးကစောက်တော့ဖတ်ပြီး apply လုပ်တာကိုဘွားပဲအဲ့ဆောက်က block သုံးတယ်အဲ့ဘုရားဆန်အင်းကြီးတယ်တောင်းဖတ်ပြီးတော့သူ apply လုပ်အဲ့တော့ခုနကိုချင်းတရားနဲ့အမှန်ဖက်နေတဲ့ပညာကိုနော်သူစီရောတောင်းလိုက် character and law of truth သူကလည်းစီရောတောင်းလိုက်ဒီဟိုလေးရဲဘော်လေးကိုခေါ်ပြီးတော့ကျွန်တော်ခုပြောနေတယ်သောတာဒန္တပုံနာဘာညာလွတ်လပ်ရေးကျွန်တော်လိုတင်တဲ့အချိန်မှာအဲ့ဒီရတယ်ခေါ်လို့မရဘူးမိကောင်းရင်လားကောင်းရင် character နဲ့တောင်းတော့ဒီခုကျိုးလားအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ဒေါင်းကားနဲ့ရောက်ချင်ရင်နော်ခက်တဲ့တစ်ခုကောင်းတဲ့တစ်ခုကောင်းနေနံပါတ်1ကျွန်တော်ခေါင်းဆောင်များအောင်ကျွန်တော်ပြည်သူများအောင်အဲ့ဒီတစ်ခုနိုင်ဘာလို့ဒီကြီးလဲဆိုတော့ထက်ချက်ခုနတိလာမှာနော်အကျဉ်းကျွန်တော်ပြောတော့တိလာမျိုးရှိတယ်တမျိုးကဝါရိတ်တက်တိလာနောက်တမျိုးကဇာရိတ်တက်အဲ့တော့ဝါရိတ်တက်တိလာရှင်းရှင်းလေးရောဝါရိတ်တက်ကျွန်တော်တို့ဆရာတော်များများယူနေတဲ့ငါးပါးကရှိပါတယ်ကိုယ်ကဆယ်ပါးတယ်ဘာလို့ရှောက်တဲ့တိလာတွေဝါရိတ်တက်ဇာရိတ်တက်တိလာရှောင်းကြတဲ့ကိုယ်လည်းလို့အဲ့တော့ဝါရိတ်တက်တိလာကိုအနည်းဆုံးငါးပါးတိလာဆယ်ပါးတိလာရှစ်ပါးတိကမမြဲဆယ်ပါးတိကမမြဲတော့ငါးပါးတိကလုံးရင်တော့မှကျွန်တော်တို့ကဒါပြောရှိအဲ့တော့ကျွန်တော်ပုရုဇဉ်တွေပြီးအဲ့ဒီငါးပါးရှစ်ပါးတွေမလုံးရင်တော့မှခုနဇာရိတတိကကျွန်တော်ပုရုဇဉ်တွေဒါလို့အဲ့ဇာရိတတိကပါလဲဆိုတော့မိမိကိုယ်ကျိုးမပါတော့သူများအကျိုးလုပ်အဲ့ဇာရိတတိအဲ့တော့ဟိုတခါလေကလေးတွေကကျွန်တော်အဲ့ဒါပြောရတယ်ဆုံးလို့ပဲကမေးဟာရှာကျွန်တော်တို့အကြောင်းသားလေကျွန်တော်တို့ဘယ်လိုလုပ်ပြီးတော့ဒီပရိဟိအဖက်တွေပါနေတယ်ဝင်လို့ရမှာ။အဲ့လိုဝင်ပြီးလှုပ်ရှားမလို့သွားနိုင်လှုပ်သူ့စိတ်ထဲမှာရှိနေလို့ပဲရှိရင်တော်တယ်။ပုံပြီးတော့ကဟိုထင်ရှားပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရသိရတယ်။ပါရမခံပြီးဘုရားအောင်ရောက်ယထာစထက်ပြေးရထားတော့တက်တယ်ရချက်ကြံခဲ့ကြံခဲ့ရချက်ကြံခဲ့ရော
သူ့ကျွန်တော်ကကြံတဲ့တစ်ဖက်ကိုချုပ်ပြီးတော့အဲ့ဒီကြံတဲ့ခဏနေကျောင်းလုံးလည်းရအောင်ပြပြလိုက်အဲ့မှာကလေးကြောက်ကတွေ့ပြီးတော့ဆရာကြီးဘာလို့ထိုင်ကုန်မှာထိုင်ပြီးတော့မှခဏအေးဆေးပြစ်ချလိုက်တာတလုံးနဲ့ပြန်တော့ကောက်ရတဲ့လူတကြံဖြစ်အောင်ပေါ့အဲ့ဒါစာရေးတတ်တယ်အဲ့တော့အပနဲ့ကလေးကဝယ်ပြီးတော့သိတော့ကြတယ်အဖေလည်းနားလည်းကိုတို့မစမ်းနဲ့ကောက်ရတဲ့သူရဲ့ရှုတော့တောင်းတယ်ဘာစမ်းအဲ့ဒီကောက်ရတယ်ဒီတဲ့ရင်ဆိုပြောသွားမှာအဲ့ဒါဟာစာရေးတတ်တယ်အဲ့တော့ကလေးကြီးတောင်းသားတယ်အတောင်းသားနဲ့နားမမှာကတောက်လို့တော့တွေ့ဟာငါတည်းရင်းနေလာပြနဲ့ဆိုင်ကနဲ့တိုက်ပြီးလဲတော့မှာလေတောက်လို့တော့ဘေးတုံးလိုက်အဲ့ဒါစာရေးတတ်တယ်အခါတိုင်းရောက်တယ်ရေရိုးလေးရေမရှိဘူးဟာငါတည်းရင်ဘောလုံးကန်တန်လည်းရေတော့ချင်ပါပဲရေလဲပြီးတယ်ဒါစာရေးအဲ့တော့အဲ့လောက်ကလေးနဲ့ညာရှာရဲဘလောက်ရေးကြည့်လို့လဲဆိုတော့ဘလောက်ရေးကြည့်လဲဆိုတော့အင်မတန်မှရေးကြည့်တယ်ကျွန်တော်တခုပဲเนาะအရှိကျွန်တော်မပြောတော့ဒီအမေရိကန်မှာအားလုံးသိကျွန်တော်ကဒေါ်လာတွေမှာရိုက်ထားတယ်တတိယမြောက်နဲ့ဆုံးကမြောက်သမ္မတ Thomas Jefferson ကเนาะအားလုံးရည်ရည်ပိုသိတယ်ကျွန်တော်ဖတ်ထားတဲ့လောက်ကသူက record ဒီနေ့ထိနှစ်ခုယူထားတယ်တစ်ခုကဘာလဲဆိုတော့သူကအရင်တော့နိုင်ငံမှာမီလီယံနာတကယ်အရန်ချမ်းသာတယ်တတိယအမေရိကန်နိုင်ငံရဲ့ဒီလွတ်လပ်ရေးကြီးညာကဦးစီးရဘာလို့ဦးစီးရလဲဆိုတော့သူကစာရန်ဖတ်တော့နန်းနန်းဆာရှိလို့သူ့ခေါင်းဆောင်တွေရေးလိုက်ခိုင်းလိုက်အမေရိကန်ပြည်လွတ်လပ်ရေးလည်းရတော့အဲ့ဒီကြီးညာကလည်းပေါက်သွားတယ်ကသူတို့ပြောရတယ်ဟောတကဘာလို့အရန်ကောင်းသွားတယ်ကောင်းသွားတဲ့ခါမှာဘယ်သူရဲဆိုတော့ဂျက်ဖာဆန်ဆိုအဲ့တော့မှဂျက်ဖာဆန်ကိုပြည်တွင်းကပြည်သူတွေပါယူဆိုင်ပြီးတော့မှသူ့နိုင်ငံရေးလောကလည်းဝင်မှာဆိုသူကဗာဂျီးနီးယားမှာနိုင်ငံရေးလောကလည်းဝင်မှာဆိုသူဝင်လာပြီးခတ်လို့ပြောမှဆိုရင်ဗာဂျီးနီးယားနေပြီးတော့အမတ်ဖြစ်ပြီးတော့သမတဖြစ်ဖို့ကိစ္စနော်သူပါပြောလဲဆိုတိတ်ကောင်းတယ်မင်းတို့ငါ့ကိုသမတလုပ်စိတ်နေဒီတိုင်းမလုပ်နိုင်ဘူးငါတောင်းတာသူပေးမှာငါပေးမယ်အမေကြိုက်တယ်ဒီတပည့်တို့တော့မဟုတ်ဘူးကငါဝင်ရွေးခံမှုတော့ငါလုပ်ချင်တာရမှာအေးရမှာငါ့ကိုလာခါပြန်လာပြီးတော့ဟာဘာကြီးလဲကျွန်တော်ဖတ်နေရတယ်ပြီးတော့စာစီယာမြန်မှားလာဘာဖြစ်လို့လဲဆိုကျွန်တော်တို့တွေ့ကြပါမြန်မာနိုင်ငံရဲ့သမ္မတလာတာ350လဲပါသေးတယ်လို့អော်နေတဲ့ချိန်မှာအဲ့ဒါကြီးပြီးတော့ဟာဒီသမ္မတကိုကြရမှာမသေးပါနဲ့ဆိုတော့တမျိုးဖြစ်နော်အဲ့တော့ထားလိုက်ပါငါဟာပတ်သက်ရှိငါအိမ်မှာနေငါစားငါရင်ကတော့ငါကားလာရှင်ငါလည်းတော့ကွန်တာလုပ်တစ်ဘောโอเคတူတယ်နေ့ဘာလို့လဲဆိုတော့လောကနဲ့နေ့နေရတော့နော်နေ့နေရတော့တော့ဘာလို့ငါနိုင်ငံတနေ့ထိတ်ဆုံးရောက်ဖို့အတွက်လူငယ်တွေပညာတတ်လို့ပညာရေးကိုမသိတဲ့လုပ်တယ်နောက်တစ်ချက်ရှိတယ်နောက်တစ်ချက်ကတော့လူပဲပြတ်တယ်အဲ့ဒါတော့မရှိရှာအဲ့ဒီခုနပညာရေးဖြစ်တယ်အဲ့တော့ तू ကလောက်တာလေရှင်းရှင်းလေးဥမာတော့ပဲဒီမှာလေတော်တော်တင်ပါတော့တင်ပြီးတော့ပညာရေးတော့ဘတ်ဂျက်လောက်ပေးပါဆိုဥမာဘတ်ဂျက်30ပေးပါ30ပြောဆိုမင်း30တော့မရဘူးကွာ900ကိုရအဲ့မှာပြီးယူလိုက်တော့သူ့ရဲ့ပတ်စံနဲ့နောက်900ဆက်ပြီးတော့ပညာရေးတော့လုံးချင်တယ်အဲ့လိုလုံးရနေတော့ तू လက်လန်းနေတယ်ခုနေဝေးနေတော့တိုင်းမှာသူ့ရဲ့တတိတန်းတော့အဲ့ဒါကိုချင်ပညာရေးအဲ့ဒါနဲ့ဆက်ပြီးလုံးကုန်တဲ့စီကိုတပတိုင်းဆိုတော့အောင်ကျွေးမှာအဲ့ဒါဆက်အဲ့လိုလုပ်တယ်လို့တော့တတိယတော့သမ္မတလက်ထက်မှာရအောင်နေသွားတယ်ရအောင်နေပြီးတော့သူ့ကိုဒီလိုညာညာပါတော့တော့တို့လိုပဲတော့ဆုံးရတဲ့ကောင်ကဖြစ်သွားဆုံးရတဲ့သမ္မတလည်းဖြစ်ကုန်အဲ့ဒီတိုင်းဆက်လို့တော့ဒုတိယတင်ထားတော့ report ကဘာလဲဆိုတော့ရှင်းပြီးတော့သူသမ္မတသွားနေပြီးတော့အဲ့နားယူတဲ့အချိန်မှာသူ့စီကိုပထမဆုံးဝိုင်းပြီးတော့ရောက်လာတဲ့သူတွေကကျွေးရှင်နည်းနည်းမှရှိတဲ့ကျွေးရှင်ဘာလို့ဆိုတော့ပညာရေးပဲဘာဆိုင်လို့ဆိုတော့သမ္မတကြီးကောင်းဆောင်ကကျွေးတယ်နိုင်ငံတော်ပတ်စံနဲ့ဆက်တာမဟုတ်တော့သူ့ပတ်စံနဲ့သူရှိရတယ်ပုံတော့ဆက်အဲ့လိုရောင်းရင်နဲ့နောက်ဆုံးကြတော့သူနေတဲ့ channel အိမ်ထဲမှာရောင်းလိုက်အဲ့သမ္မတလုပ်ပြီးတော့ရှင်းတဲ့သမ္မတလုပ်ပြီးတော့ကဘာပေါ်မှာအိမ်ပြုတ်တဲ့သမ္မတသူပဲရှိတယ်အဲ့ဆန္ဒနော်အဲ့အိမ်ပြုတ်တဲ့သမ္မတမျိုးရှိတဲ့အမေရိကန်ဒီနေ့200ကျော်တော့အဖြစ်တိဆုံးရောက်တော့ကျွန်တော်နိုင်ငံသမ္မတဖြစ်ဆောင်လို့ဝင်ကြီးဖြစ်ဆောင်ညွန်ကျော်တော့ဖြစ်ဒီငါတော့နေစုအဲ့တော့လေအဖြစ်ကျွန်တော်နိုင်ငံအောက်ကနေထိုင်ရင်နမစနစ်ဆင်းရဲလို့အဲ့ဒါချက်တော့အဲ့ဒါပါလေကျွန်တော်ဘာလို့ပြောနေလဲအဲ့ဒါစတိတ်ကတိက
ဒီမှာဂျပန်ရှင်ငါတို့မပါဘူးငါနိုင်ငံပဲငါကလေးတွေပဲငါလူငယ်တွေပညာတတ်အဲ့ဇိုက်တာဒီကမျိုးနဲ့သူများအတွက်ကိုစဉ်းစားတဲ့သမတရှိတဲ့နိုင်ငံဒီလိုဖြစ်သွားတယ်ငါတွေငါအိတ်တလုံးအမိနာတလုံးငါဘာသုံးလုံးငါခေမတလုံးငါမကြီးရတလုံးအိမ်မောင်းများစွာပိုင်တဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအဖြစ်သွားတယ်ချွတ်ချောင်းချောင်းဝဲတယ်အဲ့ခြုံတော့မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံဒီနေ့ထိဘာလို့ဒီလိုဖြစ်တာလဲဆိုတော့ချက်ခဲပဲကြည့်လို့ရတယ်ကျွန်တော်တို့ကိုအုပ်ချုပ်တော်သူများအဆက်ဆက်ကဇာရက်တတိကမရှိသူများအုပ်ချုပ်ခံလို့ကျွန်တော်နိုင်ငံဒီလိုဖြစ်ဒီလားဒီကြည့်ပါမယ်။နော်ကျွန်တော်တို့သိတယ်အာတိကရှိပါတယ်ဘဝတိကအဲ့ဒါလေစောင့်ထိန်နိုင်ဖို့ကောင်းမစောင့်ထိန်နိုင်ရင်တောင်းမှခုနဇိုက်ကတိလားဒီသူများဇန်ဟာရာပါတယ်ကျွန်တော်နိုင်ငံတောင်းကြတယ်ကြောင်းနိုင်လေတစ်ချက်နောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီဘက်ကဓမ္မလက်လူချင်းလာဟောသူအဲ့ဒီကောင်လည်းတော့ရေးကြည့်လေဆိုရင်နော်ဒီချက်ပြန်စမ်းဘုရားဆရာပြောတယ်ဓမ္မအောင်ချက်ပါအခုကျွန်တော်ဘုရားနဲ့ပတ်သက်တဲ့ဟောပြောဝဲတွေမှာပြောတယ်ကျွန်တော်နိုင်ငံကတော်တော်များများချက်တာလွယ်တယ်ဘယ်လိုလဲဆိုဘုရားကိုချက်လို့ဘယ်လိုနိုင်ငံများပဲစားပြီးပြီးတော့ဘုရားကဘာလို့စားလဲအဲ့ကျွန်တော်တခါတည်းဟောပြောကထည့်ပြောတယ်ဘယ်လိုနိုင်ငံများကိုဘုရားကိုတရိယာချက်လို့စားရင်ဖိုက်ကာပြီးတော့ဖိုက်ကလေးမရှိတယ်အဲ့စားနေတဲ့ဝါနေတဲ့အချိန်မှာဘုရားရဲ့ကိုကျင့်တရားဘုရားရဲ့တတိဘုရားတိုင်းပြည်ကိုဘယ်လိုချက်တာလဲအဲ့ဒါလေးကိုဆင်ញင်ပြီးစားမှတရားဆင်ញင်လို့ပေါ့နော်ကျွန်တော်တို့ဝိသားလေးကိုဘယ်လိုချစ်တဲ့စိတ်ကြောင့်လေးအဲ့လိုပဲခုနဘုရားကအမှန်ကိုချစ်ပါချစ်တယ်ပြောပြီးတော့လုပ်ချင်အောင်ရှောက်လို့မရဘူးဆိုတော့ကျွန်တော်နိုင်ငံကအခုဖြစ်နေတာနော်အမှန်ကိုပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်သူတရားတော့ခေါ်လိုက်ပြီးတော့မင်းတို့အမှန်ကြိုက်တာမှားကြိုက်တာမေးလိုက်တရားလုံးတရားရောကဖောက်ပြီးတော့ကြောက်ကခံမှန်းမှာပဲဘူးမှမပြောဘူးအကုန်မှအမှန်ကြိုက်တယ်အဲ့ဒီအမှန်ကြိုက်တဲ့တရားကိုတော့မေးလို့မေးလိုက်တယ်အဲ့ဒါပါလဲဆိုတော့အမှန်ကိုကြိုက်ရင်ကောင်းပြီမှန်တာပြောရတာမှန်တာလုပ်ရလားမှန်တဲ့ဘက်မှာကျွန်တော်တို့ပြတ်သက်ရက်ရလားလို့မေးခွန်းထပ်မေးအကုန်ကြီးသွားတယ်စဉ်းစားပါလိမ့်မယ်နော်ဒါပေမဲ့တယောက်ထွက်လာကျုပ်တော့အမှန်ကြတဲ့ကောင်ပဲရှိတယ်သူရဲကောင်းမယ်နော်အမှန်ကြတဲ့ဒီကောင်ပြောတော့မယ်လုပ်တော့မယ်မထင်နဲ့သူကပါပြောတယ်ဒါပေမဲ့သူမင်းမဝင်လာနေကြတယ်သူပြုတ်သွားမှာပေါ့ဆိုပြီးတော့ပေးထားတယ်ပြောချင်တာကသူအမှန်ကြတယ်လို့ပြောပြီးတော့သူမင်းမလုပ်ပြုတ်မှာဆိုပြီးတော့အမှန်ရှိတဲ့နေရာကိုပေးရောက်နောက်တယောက်ထွက်လာတယ်သမီးကိုအတွက်နောက်တယောက်ဘာအတွက်အဲ့ဒီလိုနဲ့69ရောက်လို့ပေးရောက်အဲ့ဒီအမှန်ဆိုတာကအမှန်ဆိုအမှန်နားမှာတယောက်တည်းပဲရှိတယ်အဲ့တယောက်ကိုမေးလိုက်မင်းရမလို့လေဘောနာမတူဘူးလားဆိုမတူဘူးလေဘာလို့လဲမတူလဲဆိုတော့ကြိုက်တာကိုချစ်တာအဲ့တော့ရှေ့မှာဆိုတော့ကျွန်တော်ပြောမယ်ချစ်တာနဲ့ကြိုက်တာမတူကြိုက်တာဘေးယူရှိငါတလောက်ပြလိုက်ရင်တော့ပြန်ရဈေးဝယ်တယ်လို့ပဲငါဝယ်တဲ့ပစ္စည်းတန်လားမတန်လားကြိုက်တာချစ်တာကနော်ကျွန်တော်ချစ်လို့ရေးတယ်လို့ဆိုတော့ချစ်တော်ကျွန်တော်အများကြီးပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ကပြောခွင့်မကြုံတာလဲကြားတယ်နော်ကျွန်တော်အမှန်ဆိုရင်ဒီစင်မောနေပြီးချစ်တယ်လေးကျွန်တော်ရွတ်ချင်တာဘောကျွန်တော်မရဘူးကျွန်တော်ဘောလာရရှိတာဘောလာတော့ယူချစ်တယ်ပြီးတော့အဲ့လိုလားဘာလဲဆိုတော့ချစ်တာပြီးလို့ရှိတယ်နော်ချစ်တဲ့အရာပဲဘာလဲဆိုတော့ဘုံဘုံကြီးပြောပါရင်နော်သူဓမ္မကိုချစ်လို့အမှန်ကိုချစ်လို့ခမ်းမှလည်းသိတယ်တခုဖြစ်မှလည်းသိတယ်ချိုးချိုးတွေကိုသိရက်နဲ့လုပ်နေတာချစ်လို့မသိလို့မဟုတ်ဘူးကလေးတွေတမနာမှာကလေးတွေအဲ့လိုရိုက်ခံမယ်အဲ့လိုထောင်ချခံမယ်အဲ့လိုတရားစွဲခံမယ်သူသိပေမဲ့သူတို့လို့မှန်တယ်ဆိုပြီးတော့သူတို့ဓမ္မချစ်လို့သူတို့ခံပါအဲ့ဒါချစ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာအဲ့အမှန်ကိုချစ်ဖို့ရေးသိချင်တကယ်တော့ကြိုက်အားအတွက်သမီးတွေဆိုပြီးတော့အဲ့ဒါပါလဲဆိုတော့ဘာလို့အဲ့69ရောက်ဘေးရောက်လာလဲဆိုတော့သူတို့ဘလောက်ပဲအကြောင်းပြတာအဓိကတစ်ချက်ပဲရှိအဲ့ common ground နော်အဲ့ဒီတစ်ချက်တည်းကပါလဲဆိုတော့ကြောက်တရားကြောက်လို့သူထောင်တာမှာကြောက်တယ်သူသမီးလုံးလုံးမှာကြောက်တယ်သူမိမမှာပြန်မှာကြောက်တယ်ဆိုတော့ကြောက်တရားတွေကြောက်ကျွန်တော်တို့အမှန်နဲ့ဝေးပါအမှန်နဲ့ဝေးတဲ့နိုင်ငံဟာကျွန်တော်တို့အလင်းအောင်ရှိမောင်းနေတာအဲ့တော့နိုင်ငံမောင်းလာတိုင်းနေရင်အချက်9ချက်
ချက်ရှိတယ်ပဲအဲ့ဒါကျွန်တော်ဘေးအောင်မပြောတော့အဲ့ဒါဘယ်ဘက်နဲ့တကိုးရဲ့ကြပြအပိုက်ခုနကအဲ့ခုနဘက်ကသူ့အိန္ဒိယနိုင်ငံကရေးတာဒါပေမဲ့အဲ့ဒီအိန္ဒိယနိုင်ငံဘက်ကနေပြီးတော့ဒီကမ္ဘာလုံးဘယ်နိုင်ငံမှောင်နေတဲ့လင်းနေတဲ့တိုင်းနေအဲ့ဒီခုနချက်အဲ့ဒီခုနချက်မှာအရေးကြီးဆုံးထိပ်ဆုံးတင်ထားတဲ့အချက်ကကြောက်ရအဲ့ဒီနိုင်ငံမှာကြောက်ရရှိရင်တဲ့အဲ့ဒီနိုင်ငံမဟုတ်လင်းsorry အဲ့ဒီနိုင်ငံမလင်းဘူးမှောင်ကြောက်ရကြောက်အဲ့တော့ဘာဖြစ်လဲဆိုတော့အကြောက်တရားရှိရင်အမှန်တရားပြောအမှန်တရားပြောရင်လင်းအောင်မရှိဘူးအဲ့ဒီပြောအဲ့တော့ခုနအကြောက်တရားဘာလို့ကျွန်တော်တို့ကြောက်တာလဲဘာလို့ကြောက်တာလဲဆိုတော့စစ်စစ်နဲ့ဖြစ်နေတော့ကျွန်တော်တို့တွေးတယ်ကျွန်တော်တို့ကနှစ်50ကျော်ကျုပ်ချိုးလေးအောက်မှာကြောက်နေရတာဟဲ့ကျွန်တော်တို့ကကြပြဆရာဆိုတော့တိတိကျကျစဉ်းစားပြီးတော့စဉ်းစားမိတာမသိပြီးရတဲ့နာမည်ကတကယ်ကိုအကြောက်စင်ကြောက်လို့ဆိုနော်ငြိမ်နေအနေမှာရင်ခင်ဗျားတို့မိထိုင်နေနေထားမနေနဲ့ဘယ်လိုလုပ်ညံလဲဝိတ်နေဝိတ်လိုက်တာငြိမ်ဝိတ်အဲ့လိုပြောလို့မရဘူးဘယ်လိုဝိတ်ရလဲပြီးနေအောင်ဝိတ်ပြီးအဲ့လိုပြီးလို့လည်းမရဘူးပြားနေအောင်ငြိမ်ဝိတ်ပြီးပြားအဲ့စကလုံးနဲ့ကျွန်တော်တို့ကြောက်တာမလုပ်တာတော့ကျွန်တော်တို့ကြောက်ဘုံလုံးကြောက်အခုတော့ဆရာတော်အားကိုလည်းကျွန်တော်အဲ့ဒါပြောတော့ဘုံကြောက်တယ်အဲ့တော့အကြောက်တရားအဲ့ကြောက်တရားထောက်ဖို့တော့ချင်တာထောင်ကရနဲ့ဘယ်တော့ရောက်မလဲဆိုတဲ့ချက်ကလေးကျွန်တော်ပြောချင်တာအဲ့ကြောက်တရားမရှိအောင်ကြောက်တရားမရှိရင်ကျွန်တော်တောင်းနေကြတယ်ကျွန်တော်ကြောက်နေရတယ်ဆိုလို့ရှိရင်တော့မှန်တယ်ဖြောက်အဲ့တော့အဲ့ကြောက်တရားကိုဖြောက်ချင်ဘာလို့ကြောက်တာလဲဆိုတော့ရေတော့မျိုးဆွမ်းတော့မှကျွန်တော်တို့မကြောက်ဘူးဘာလို့ကြောက်တာလဲဆိုတော့လူပြောမယ်အဲ့ဒီသူ့မှာလည်းမူရင်းတစ်ချက်တယ်ဘာလို့ကြောက်လဲဆိုရင်လူတွေကြောက်နေတယ်ဘာလို့ကြောက်တာတရားဥပဒေစိုးမိုးမရှိဘူးကြောက်တာအဲ့တော့ကျွန်တော်တို့နိုင်ငံအကြောက်တရားများတယ်ဘာလို့ကြောက်လဲတရားဥပဒေစိုးမိုးမရှိဘူးအဲ့တော့ဒီရောက်နေတဲ့သူတွေလည်းသိမှာပဲကျွန်တော်တို့ကမဆလာဖြစ်တော့ဆိုလို့ရှိရင်ငွေများရင်တရားနိုင်နော်အခုဦးသိန်းစိန်လက်ထက်မှာနည်းနည်းတောင်းတာငွေနဲ့တရားရှုပ်ဟိုအရေးသားပြောင်းသွားတာအဲ့တော့ပြောချင်တာနောက်တစ်ချက်ကစဉ်းစားကြည့်တယ်ဒီကျွန်တော်တို့တရုတ်နိုင်ငံမကျင်တော့တရုတ်တိုင်းရှင်မှာဘိုးကြီးမျိုးစင်တော့ပြီးတော့ဟောတယ်တွေ့ကြထောင်ဒင်းချလိုက်အဲ့ဒီနိုင်ငံကတရုတ်တွေကျွန်တော်နိုင်ငံနဲ့လာပြီးတော့ကားစီ400ကျော်နဲ့ခိုးတာမဟုတ်ဘူးတော့ပြောင်းလို့နေတာအဲ့ဒီလူတွေကရှိရဲ့တော့ဒါကျွန်တော်နိုင်ငံရဲ့လက်ရှိတရားဥပဒေပြောချင်တာကတရားဥပဒေတွေကျွန်တော်တို့ကအခုလိုမရတရားဥပဒေဆိုငွေမရှိဘူးပဲပြောမယ်မရှိတဲ့အတွက်ကျွန်တော်တို့မှောင်တယ်အဲ့တော့ကျွန်တော်တို့ကခေါင်းကတဲ့လေးအောင်နဲ့ရောက်ချင်တယ်ဆိုရင်တရားဥပဒေဆိုရှိအောင်ကျွန်တော်လုပ်အဲ့တော့ဘုရားဆန်းပြောတဲ့အမှန်ကိုချစ်ပါဓမ္မကိုချစ်ပါဆိုတာဘယ်လိုပြောရလဲအမှန်ကိုချစ်ဓမ္မကိုချစ်လို့သိပေါ်တယ်နောက်ဆုံးဘယ်လိုကြောက်လဲဆိုတော့မင်းတို့တရားဥပဒေဆိုရှောင်လို့အဲ့ဒီကြောက်ဆိုတော့ကျွန်တော်အခုပြောလာတာကကျွန်တော်တို့အလဲလဲရောက်ချင်တယ်တရားဥပဒေဆိုရှိရမယ်ကိုချစ်တရားရှိရနော်အဲ့ဒီတရားလေးကျွန်တော်ရှောက်ပါတယ်ကျွန်တော်တို့နည်းနည်း20ကျန်သေးတယ်အချက်နေတာအဲ့တော့ဒါကျွန်တော်တို့လူတွေနဲ့ပတ်သက်လို့နောက်တစ်ချက်ကကျွန်တော်တို့နိုင်ငံစောစောကျွန်တော်ပြောပြီးကျွန်တော်တို့နိုင်ငံရဲ့လက်ရှိအနေအထားမှောက်နေတယ်ဗျအဲ့ဒီမှောင်နေတယ်ဆိုတော့မှနော်ကျွန်တော်အချက်တော့မပြောတော့ဘူးနော်ကျွန်တော်ပြောပြတယ်တစ်ကအကြောက်တရားရှိတယ်ကြောက်တရားရှိလို့မှောင်တယ်ဒါဘယ်သူမှမကြောက်ပါဘူးလို့မနေရဘူးနှစ်ကဘာလဲဆိုတော့ပညာရောင်ဒီလွတ်လပ်စွာထုံးပြောင်နေရှိပြီးတဲ့လင်းအဲ့တော့ပညာအယောင်ဟာအမှန်တရားမေးပြောမယ်ဆိုလို့ရှိရင်သူစားတယ်တောင်းတယ်ပြောမယ်ဆိုရင်အခုကျွန်တော်ရုပ်ပြနေတာဘာသာပြန်တာဘယ်သူပြန်တာဆရာကြီးစောကြည့်တာပြန်တဲ့စကားလုံးနော်တစ်ကအကျဉ်းရနိုင်စိတ်ဓာတ်တော့ဒီကြောက်ချင်းကြီးဥကောင်းလို့ပြောတယ်ရှိအဲ့နိုင်ငံပြည်သူတွေဘုရားကြောက်လို့ပါတယ်အဲ့ဒါဆိုလင်းနောက်နံပါတ်2ကကျဉ်းရနိုင်ပညာအယောင်ဒီလွတ်လပ်စွာဟုတ်တယ်ရှိအဲ့မှာပညာသင်ကလေးတွေကိုပညာလေးကိုဆိုအားပေးနေခုနဂျပန်စစ်အဲ့ဒါဆိုရင်အဲ့နိုင်ငံလင်းအခုကျွန်တော်နိုင်ငံမှာဘာမှစက်တန်းကောက်နေတယ်ကျွန်တော်နိုင်ငံပြန်ရောက်နေကြိုက်တဲ့လေတဲ့ဆိုင်ဝင်ကြည့်လိုက်တာအနည်းဆုံး9နှစ်နဲ့10နှစ်ကြာမှဇဝဲတို့တယောက်တော့အများကြီးရှိအဲ့ကလေးကြီးကြောင်းတယ်ပြောချင်တာကကျွန်တော်နိုင်ငံပြည်ညာရေးပေါ့သုံးချက်ကဘာလဲဆိုတော့
အဲ့ဒီတိုင်းမှာဟုတ်လားအဲ့ဒီအရာစီလုံးညီညွတ်မှုရှိတယ်ဘာမှစီလုံးညီကျွန်တော်ကစီလုံးညီညွတ်မှုတွေဘာမှမရှိဘူးလားဘောပဲပြပြအခုသူတို့ချင်းချင်းတော့မှာပဲပြပြထားလိုက်တာစီလုံးညီညွတ်မှုမရှိဘူးနောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်နိုင်ငံမှာဟုတ်ဘယ်လိုလဲပြည်တွင်းစစ်တွေပါမရှိအောင်ငြိမ်းချမ်းနေရအဲ့ဒါလည်းမရှိဘူးလေအဲ့ထားလိုက်ပါတော့နောက်တစ်ချက်ကအကျဉ်းရနိုင်တဲ့စကားတော်တွေသစ္စာနှုတ်ခမ်းမှာနှုတ်ထွက်တာကြတော့ပြောချင်တာအဲ့ဒီနိုင်ငံပြောလိုက်တဲ့စကားတွေသစ္စာစကားတွေဖြစ်အဲ့တော့ဒီအမေရိကန်မှာနေပြီးတော့ဒီကနေဗမာပြည်ကိုဆက်ဝင်လာတော့ဝိုင်းမောင်းလာနေတာသိတယ်နော်ဗမာပြည်အတန်လာတာစကားတွေနားထောင်အဲ့ဒီပြောနေတဲ့စကားတွေကိုကြည့်တာနဲ့ဒီကနေကြည့်လို့ရတယ်ဗမာပြည် Google နှိပ်စက်လို့မှောင်နေသေးတယ်ဆိုသိဘာလို့လဲဆိုတော့အဲ့ဒီစကားကလည်းဘယ်ကထွက်တယ်လဲဆိုရင်အလွာသုံးလွာမှာအပေါ်ဆုံးတော့ဟိုချိုးသူများတော့အောက်အလဲလွာတိတ်ပြီးထွက်အောက်ဆုံးလွာထွက်အောက်ဆုံးလွာနဲ့အောက်ဆုံးလွာထွက်အောက်ဆုံးလွာကဒီနေ့ကျွန်တော်ရှိမှပါတယ်ထွက်သမင်းနာမည်မှန်လို့နော်ဒါကမပေါ့တနေ့ကို၄တော့ပြ9လောက်ပြတောင်းတယ်အဲ့ဒီတိုင်းတော့နိုင်ငံရဲ့ချင်းပြောနေပြန်ကျွန်တော်နေတာရှိစားတာမရှိဘူးကျွန်တော်တို့လေမြေတွေစစ်တပ်ကသိမ်းသွားပြီဆိုင်မပြစ်တာတော့တယ်တပ်ပိုင်းကြီးပြီးသွားတယ်အဲ့ဒါအောက်ကထွက်တယ်အတိုင်းကောင်းတဲ့တန်တယ်အပေါ်ထွက်တဲ့တန်လေးကအားလုံးပြလိုက်ချမ်းပါမယ်ခင်ဗျားတို့တနေ့2000စားရင်2000နဲ့တော့မင်းစားနိုင်ဒါကခင်ဗျားတို့ဒီမှာနေတော့တန်တဲ့ကျွေးမပါဘူးဒီကနေ့ရှော့စားတယ်ဘောပြောတဲ့အတိုင်းအဲ့တိုင်းနောက်ဒီကပြည်သူများဆိုပြီးတော့ပြောတဲ့ထဲမှာလည်းပဲနောက်တော့ပါတော့ဘောထွက်တဲ့အတိုင်းအဲ့တော့အဲ့အပေါ်သားနဲ့အောက်တောင်ကိုနားထောင်လိုက်ကျွန်တော်နိုင်ငံမလင်းဘူးသိတာအဲ့တော့ကျွန်တော်ဒီပါလို့ယူလာတယ်ဆိုတော့ဒီနေ့ကကျွန်တော်အရင်ကြီးဒီနေ့ကဆိုဒီကတ်လို့နော်ဒီနောက်ဆောင်ကျွန်တော်ပဲတက်တော့အရင်ကြီးအဲ့ဒါဆိုအဲ့ဒီမှာ6ချက်ရှိကျွန်တော်ယူလာတာနော်ကျွန်တော်အတိအကျလည်းသိချင်မကြတော့အဲ့6ချက်လုံးနဲ့တိုင်းရတာအမှတ်က000ဒီလို6လုံးရဒါပေမဲ့ကျွန်တော်တို့ရဲ့မျှော်လင့်တဲ့တစ်ခုရှိအဲ့ဒီမျှော်လင့်တဲ့ကနံပါတ်9အဲ့ဒီနံပါတ်9ကတကယ်လို့ကျွန်တော်တို့ကရမယ်ဆိုရင်2015နံပါတ်9ရေးကြည့်တယ်အဲ့ဒီနံပါတ်9ကအခုမဟုတ်2015ပဲနံပါတ်9အဲ့ဒီ2015နံပါတ်9သာရှိတယ်အပေါ်00ဆိုတာ06လုံးဟာအနည်းဆုံး40ပြည့်ပါအဲ့ဒီဟာနော်ဒီကဗျာကိုရေးခဲ့တဲ့ဆရာကြီးက1910မှာတည်သွားတယ်1910တည်တယ်သူ့နိုင်ငံ1949မှာလွတ်လပ်ရေးရသူ့နိုင်ငံအတွက်သူရေးသွားတယ်အဲ့တော့ပြောချင်တာကကျွန်တော်နိုင်ငံအတွက်ရေးတာမဟုတ်ဘူးအဲ့ဒါဟာတကမ္ဘာလုံးကနိုင်ငံတွေကစံယူပြီးတော့ထားတယ်ဒါပေမဲ့အနံတက်ဆိုင်တာကကျွန်တော်နိုင်ငံကိုရေးသလားဆိုတဲ့နောက်ဆုံးပိုက်အဲ့ဒါလေးကိုကျွန်တော်ကြွတ်အဲ့ဒါလေးအင်မတန်မှကျွန်တော်တို့ရဲ့မရှုကစားကျွန်တော်တို့ရဲ့တောင်းနေခနိုင်တဲ့နော်လင်းချက်ကနောက်ဆုံးချက်မှာပူတည်သွားတယ်အဲ့ဒီချက်မှာဒီပါရေးထားတယ်ကျင်ရတယ်ဆိုတာအဲ့ဒီဒီမှာဟောကဘာအရိုက်ရက်ကသူ့နိုင်ငံမဟုတ်ဘူးနော်ကဘာအရိုက်ရက်ကလေးစားချစ်ခင်ကြီးညိုပြီးရင်းနဲ့ကဘာအရိုက်ရက်ရဲ့ကိစ္စဟောပါတော့စိတ်ဝေဒနာဆောင်ရွက်တတ်သောလူထုခေါင်းဆောင်ပြီးထိုရနိုင်ရှိတာမရှိတာ2015ဆိုတဲ့ဘေးလေးရှိရင်ကျွန်တော်တို့000ဟာအဲ့ဒီလူထုခေါင်းဆောင်ကနေပြီးတော့40ရောက်လုပ်ပေးတယ်နည်းဆိုမရှိဘူးအဲ့ဒီလူထုခေါင်းဆောင်မျိုး2015အလုံးမှာရအောင်ဘယ်သူမှတာမရှိကျွန်တော်ပြည်သူတွေမှာတာမရှိပါအဲ့တော့စောစောကတော့ဂျက်ဖာဆင်မျိုးကိုပဲပြည်မလားကျွန်တော်ကစဉ်းစားတော့အိမ်အများကြီးပဲဂျက်ဖာဆင်လိုပုံပုံမျိုးခေါင်းဆောင်ပြင်ရွေးမလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ကထုတ်ပါပါအိမ်များဆောင်ပဲတဲ့သူပဲပြည်မလားဒါမှမဟုတ်ဂျက်ဖာဆင်လိုအိမ်ပြုတ်သွားတဲ့လူပဲပြည်မလားဒါကျွန်တော်ပြည်သူတွေကတာရှိတာအဲ့တော့ပြောချင်တာကဒီတစ်ချက်ကျွန်တော်ဖြစ်ပြောချင်တာစောစောကျွန်တော်ပြောပြီးပြီအဲ့ဒီတောင်းတတဲ့နေကိုရောက်ဖို့အရေးကြီးလို့ရတာအလုံးရဲ့ကိုချင်းတရားသူနဲ့ခေါင်းဆောင်ပိုင်းကိုချင်းတရားရဲ့ဓမ္မချစ်ချင်းဒီဘုရားအဲ့ဒါနဲ့သွားမယ်အဲ့ဒါနဲ့သွားဖို့အတွက်ကျွန်တော်တို့ကဟိုကြောက်တော့လည်းခရီးမဟုတ်တော့မိမိကိုယ်တိုင်ခေါင်းဆောင်မှာဖြစ်နိုင်ဝင်တော့ဒီခေါင်းဆောင်တော့ဖြစ်နိုင်လေဘူးချင်းရင်တော့
ခေါင်းဆောင်ကောင်းနောက်ကလိုက်တယ်နောက်လိုက်ကောင်းဖြစ်လို့ရည်ကြည်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီခေါင်းဆောင်ကောင်းကို2015မှာကျွန်တော်ရွေးရတယ်ရွေးဖို့အတွက်ကျွန်တော်ဟာသောမတ်ဂျက်ဖာဆင်နဲ့ကျွန်တော်တို့နိုင်ငံကြောက်တဲ့ကြောက်အောင်တွန်းပို့တဲ့ပုံစံနဲ့ကျွန်တော်နိုင်ရှိပြီးတော့ပြောတယ်ဖြစ်အဲ့တော့ကျွန်တော်တို့တောင်းတတဲ့နေကိုရောက်ချင်ဆိုရင်အဲ့ဒီ3ချက်တော့အနည်းဆုံးလိုအပ်ပါလိမ့်မယ်အဲ့တော့နောက်တစ်ခုအပြောချင်တယ်ဆိုတော့ကျွန်တော်အရင်တော့ကတော့436ပြင်ဖို့ကိစ္စမှာတော့ဒီအကြောင်းကိုကျွန်တော်ခဏခဏပြောပါဘူး436ကလည်းပြောတာပြောတယ်ဘောရုံနဲ့ရှိတယ်ကျွန်တော်တို့မပြင်တော့တဲ့အချိန်မှာကျွန်တော်လည်းပြောတော့ဒီမှာကျတော့ကျွန်တော်ဘာလို့ပြောလဲဆိုတော့အဲ့ဒီဒေါင်းတာလေးတွေရောက်ဖို့အတွက်ကအရေးကြီးတာကတော့ကျွန်တော်တို့ကနောက်တစ်ချက်နော်အဟောင်းတွေပေါ်တော့မရှိမှအသက်တွေထောင်းကားမှာအဲ့ဒေါင်းတာလေးကျွန်တော်ရှောက်အဟောင်းဆိုတာကအဟောင်းတိုင်းခေါင်းတိုင်းကိုပြောလောကအတွက်အကျိုးပြုသောမိမိအတွက်အကျိုးပြုသောကောင်းသောအဟောင်းများကျွန်တော်ကံဝင်နေထားတယ်မကောင်းသောအဟောင်းများကျွန်တော်ဖြစ်ပြအဲ့ဒါလေးကိုကျွန်တော်ကရှာကြည့်အောင်ရဲ့တောင်းမှာရှာကြည့်အောင်သစရာရှာတင်မိုးလို့နဲ့ငွေချင်းရှာကြည့်အောင်ရဲ့ကြပြလေးကိုကြပြတော့ကျွန်တော်ရုပ်ပြပြောလည်းမရကြပြမှာတစ်ခုရှိတာကြံတဲ့ကျွန်တော်တို့အသိပညာတွေကနောက်ပဲထည့်ကြပြတော့မှထည့်တစ်ကျွန်တော်တို့ခန္ဓာနှစ်တွေးဒီကြပြလေးကျွန်တော်တို့တွေးကြည့်အဲ့ဒီကြပြ60တော့ဘယ်နဲ့ဒီမှာ60တော့ဆရာကြောင်ရေးခဲ့တယ်ဘယ်ချိန်မှာရေးလဲဆိုတော့ကျောင်းသားသမီးကခေါင်းဆောင်ပြောင်းနေတယ်စိုးကလိုက်ခံလို့ပြင်းနေတဲ့အချိန်မှာရေးခဲ့တယ်ကြပြအဲ့ဒီကြပြ तू ကတန်ဃာရွာပြောင်းမှာပေါင်းနေတယ်ကြပြရအဲ့ကြပြတန်ဃာရွာနဲ့ပတ်သက်တယ်ကြပြတန်ဃာရွာမှာလေတန်ဃာလေးကြောက်ရှိအဲ့ဒီတန်ဃာလေးရ तू ကမနေ့မိုးလေးလေကစင်းနဲ့ငါပတ်ဖမ်းမိုးချိုးပြန်လာတိုင်းသူ့လေထဲမှာငါပြည့်အိတ်တရောက်မနေ့အချိန်ရရင်အဲ့ငါတွေထုတ်ပြောတာသူတိုင်းပါလေဟုတ်တယ်တော့ပို့မှာပြီးလို့ရှိရင်ညာမနေ့မိုးလေးရင်တစ်ခါထပ်ပြီးသွားတော့ရှင်နာတယ်အတင်းနဲ့ငါနဲ့မပြတ်ဘူးဒီထဲမှာငါအများကြီးရှိအဲ့ဒီလိုကနှစ်ပေါင်းများစွာနဲ့ကြာတော့လေကြီးကပြက်စီးပြီးတော့300တော့အဲ့ဒီတန်ခါတိုင်းဘာလို့လဲဆိုတော့အဲ့ဒီလူရွာလေးတော့ပြစ်လိုက်အော်သူအမြတ်တင်းလေးပြောနော်ဒါကျွန်တော်တို့ကဝေးရအချင်းပါရွာလေးတော့ပြစ်လိုက်အားမထူးဆန်းဘူးတန်ခါမှာ300တဲ့လေကိုတော့ပြစ်တာမထူးဆန်းဘူးအဲ့တော့ဒါပေမဲ့ထူးဆန်းတဲ့ကူကဒီနေ့ကျတော့ရွာသားတက်လာအဲ့လေနာတော့လေတွေကိုမြေတွေကိုတော့ဖို့ရေကြီးပေါက်ပြီးတော့တောင်းနဲ့ထက်ပြီးတော့လေလေးဖို့အဲ့လိုလုပ်တာကိုကျွမ်းရတဲ့တခြားသူတွေနဲ့ခတ်လိုက်တွေ့လိုက်ပြီးတော့ဟဲ့မင်းဘာလုပ်တာလဲငါမြေပို့လာလေလေခုနမသုံးနေမယ်ပြစ်ထားတဲ့အဲ့ဒီလေပြက်ကြီးရဲ့ကိုဒီဘာလို့ဖို့နေတာလဲမေးတော့မှသူကဘာပြန်ပြောလဲဆိုတော့ဒီလိုတဲ့တက်လုံးတငါလေးနဲ့ခေါ်လာတဲ့အဲ့ဒီလေကြီးနာမည်ပြောင်းပြီးအဲ့နာတပြားဆန်တော့သူပြောတာဟာတငါလည်းသုံးတယ်လေတငါလေးတော့ဘယ်လိုလုပ်ပြီးတော့နာမည်ပြောင်းရမှာလဲအဲ့ဒီအချိန်မှာဒီကောင်ကဘာပြန်ပြောလဲဆိုတော့မင်းတို့ပြောရတယ်မှန်ငါပြောရတယ်အခုငါမြေဖို့ပြီးလို့ရှိရင်မြေပြင်းမယ်မြေပြင်းပြီးတာလည်းဒီကောင်ကငါပန်းနေဆိုင်အဲ့ပန်းနေဆိုင်ဘာဖြစ်လဲပန်းနေဆိုင်တော့ဘာဖြစ်လဲဖူးပွင့်တယ်လာမယ်မဖူးပွင့်ဘူးပြောတာပြောမယ်လေအဲ့ဒီပန်းနေကြီးလာတဲ့ကောင်ငါဆိုင်နေတဲ့မှာနွယ်ပင်တွေပါနွယ်တွေရောချုံလို့ဖြစ်ပြီးတော့နေဟောမှာမင်းတို့ရွာထဲနေထိုင်ကြည့်မင်းတို့ခါလိုက်ခေါ်နေကြတဲ့ငါလေးကိုမမြင်စရာဘူးငါပန်းရွယ်တွေခက်တွေနွယ်တွေနဲ့ပုံသွားလိမ့်အဲ့ဒီကမင်းတို့ဘယ်လိုလုပ်ပြီးငါလေးကိုခေါ်တင်တော့တွေးလို့ရတယ်နော်တန်ခါနေလို့ယူနီဖောင်းတော့ပဲလေတော့အဟောင်းနေမူလာအသွင်ပြန်နေပြီးတော့ပုံစံပြောင်းလိုက်ယူနီဖောင်းတောင်းလိုက်ဘောတော့ဘူးဘေးအဲ့ဆိုတော့ဝိချာနေလောက်ပါတော့အချမ်းရောလောရင်းနဲ့အဲ့ဒီပန်းနဲ့ပွင့်လာတယ်ပန်းရက်နဲ့ငါပဲရှိပါငါပဲရှက်ရငါဘာနဲ့မှလို့တော့ဆောင်းလေးလေးကြိုက်လိုက်တယ်ဘာလို့ရွာကိုဖြတ်သွားတယ်ဘာလို့ပန်းပြင်းတယ်အဲ့ဒါနဲ့သေးငွေကွာလေရွက်တော့ဘုံကလည်းတော့ရွာမှာအဲ့ဒီထုံရကျွန်တော်တို့ဒီမိုကရေစီရမယ်လို့ပြောနေတဲ့အပန်းနေနဲ့မတူဘူးစဉ်းစားပြဟာ
နေတနေ့တိုင်းပွင့်လာတယ်ပန်းနဲ့တွေကိုမင်းတို့ရှိပါကျွန်တော်တို့လည်းဒီမိုကရေစီဒီလိုမဲ့ကြလို့သွားလို့ရှိရင်ဒီမိုကရေစီပါအဲ့မှာပြောရတယ်ခတ်လို့လည်းပြောတော့သူလည်းတစ်ချက်အောင်မြင်နေတယ်အောင်မြင်နေဆိုဘယ်ရွာသားကမှဘယ်သူမှအမိမပေးဘဲနဲ့အဲ့ဒီကိုတခါလေလုံးခေါ်တော့ပန်းဒီလို့ပြောပါပန်းနေနာမှာတွေ့မယ်ပန်းနေနာမှာတွေ့ပြီးတော့မပဲတော့တော့မယ်တရောလုံးပန်းနေပါလေဆိုတော့သားတွေကဟုတ်တော့ဟုတ်သားတော့ဂျူမီကောင်းလုံးလိုက်တာနဲ့နာမည်ပြောင်းသွားတယ်အခုကျွန်တော်နာဝတာကောင်းသွားတယ်ဟုတ်ပြီဒီမှာပတ်ချိန်အဲ့လိုနဲ့ထားလိုက်ပါတော့ပန်းတွေပွင့်လာတယ်ပွင့်လာတဲ့အချိန်မှာဆောင်းလင်းလေးရခိုက်ဆောင်းလင်းလေးကဟာဒီကောင်ပြောတယ်ဆောင်းလင်းလေးနဲ့ဆိုတော့ငါတို့ပန်းနဲ့ရှိတော့အလင်းနဲ့လည်းကောင်းတော့စဘာထောင်းလိုက်ပါနော်စဘာထမ်းလိုက်ပါကိုတော့ပြင်ပန်းနဲ့ပန်းနဲ့လေးရမှာကျွန်တော်ဒီမိုကရေစီမျိုးဆိုတော့နော်အဲစားနေကောင်းပါတယ်မျောတယ်ရှုတယ်နော်မလာတော့လူကြီးပါရပြောမှာမင်းတို့တိတ်တော့နေဆောင်းလေးရရင်းလေးနော်ရင်းလေးမိကလေးတွေကိုကြည့်ကြတယ်မှာဆိုရင်ဆောင်းနေနေနဲ့နိုင်ကြီးတာရှိအဲ့တော့စိတ်မပူနဲ့ຫນွေလျောက်ဘူးနဲ့တင်းတင်းတိုက်ရင်မင်းတို့တော့ဒီမှာပန်းနဲ့တွေကိုပုံပေါ်လိုက်တယ်ပြီးတော့တူနာတော့ထွက်လာတယ်ဆိုတော့စောင့်တော့လည်းຫນွေကြီးຫນွေကြတဲ့လေကြဘူးတိုက်တယ်လူကြီးတွေပြောသလိုအဲ့ဒီပန်းနဲ့ရအောင်မရတော့ကြွားသားတွေကပန်းတွေလည်းပြည့်နေတယ်နော်အားကြောင့်ပန်းနဲ့မရတာလေသိချင်တော့ပန်းတွေငါဘွားတော့ဒီတက်ခံသွားရှာနော်တက်ခံလောလောလေးဖြစ်အဲ့တက်ခံပါလေဆိုတော့နှစ်ပေါင်းများစွာလေထဲမှာနေနေတယ်ဝင်နေတယ်ငါညီနန်းနေအဲ့ဒီငါညီနန်းတွေကိုဘယ်ပန်းနဲ့မှမကြော်နိုင်ဘူးကျွန်တော်တို့ဒီနေ့ကြည့်နေတာခေတ်ကြောင်းနဲ့ဒီမိုကရေစီရရမယ်ပါတီတော့ပဲတကယ်တမ်းကျရင်ကျွန်တော်တို့မဆလာခေတ်ကနေပါတယ်ဟောပြောပိတ်ခါပြန်လာဒီနေ့မကွေးတိုက်ပါလေဒီတိုင်းပဲကျွန်တော်ပြန်လာဒါညီနန်းနေတယ်ဒီမဆလာခေတ်ကစားပါတယ်ဒီစေအုပ်ချုပ်ရေးခေတ်ကမကောင်းတဲ့အနံ့မှန်သမျှဒီနေ့ကျွန်တော်ပြည်တွင်းထဲမှာရှုနေရတော့အဲ့တော့အဲ့ဒီကောင်ကိုကျွန်တော်ဆက်ပြီးတွေ့ရမယ်ဆိုတော့နော်ကျွာသားတွေကစီးပွားရေးပဲလုပ်နော်အေးငါတို့ပန်းနေလည်းမြင်ရတယ်ဘာဖြစ်လို့ပန်းနဲ့မရလဲဘာလို့ပန်းနဲ့မရလဲဆိုစီးပွားရေးမှာပြောပါဘူးပန်းနဲ့မရတာရှင်းရှင်းလေးညီနိုင်တော့အဲ့ပန်းနဲ့လိုချင်တယ်ဗျာငါတို့လုပ်ပြီအဲ့လုပ်ပြီလွယ်မသေးညီနိုင်ဖြောက်ပဲညီနိုင်မရှိပန်းနဲ့ရှိညီနိုင်ဘယ်လိုဖြောက်ညီနိုင်ဖြောက်ပေါ်တယ်လွယ်လေးနော်ညီနိုင်ကဘာရှိတာလဲလေပြည့်ကြီးမှာညီနိုင်ရှိအဲ့ဒီလေပြည့်ကြီးကိုလှုပ်လိုက်လေတိဆောက်ပြီးတော့ပန်းကြီးပြေးတရားတင်းပြန်ဆိုင်အဲ့နဲ့ရားစီလက်သမားတွေကခက်တယ်လေတိဆောက်ကိုကြားလိုက်မယ်ကြားလိုက်မှပုံနဲ့အဲ့ဒါဆိုလို့ရှိရင်လေကိုတက်ပြစ်မယ်ဗျာအဲ့ဒီနားနဲ့အများကြီးရှိတဲ့အစိတ်တိုင်းတွေကိုထပ်တော့ပြီးတော့လက်သွားကောင်းနဲ့ပြန်ပြီးရှိတိုင်းကြားရတယ်ညီနာနေရှိတော့တယ်အဲ့ဒါဆိုဘာမှမရဘူးအဲ့တော့အဲ့ဒီလေပြည့်ကြီးကပိုင်းတယ်အဲ့ဒီလေပြည့်ကြီးနဲ့ဆိုရင်ကျွန်တော်တို့ရောက်ချင်တယ်တောင်းကြတယ်နေမရောက်ဘူးအဲ့ဒီလေပြည့်ကြီးမရှိမှရောက်အဲ့ဒီလေပြည့်ကြီးမရှိမှပန်းနဲ့ကိုရှုခွင့်ရမှာသဘောပဲအဲ့ဒီလေပြည့်ကြီးကချားမဟုတ်2008ခွဲစီးဖို့ဆိုတာဒီလေပြည့်ကြီးအဲ့ဒါမရှိမှကျွန်တော်တို့အဲ့ဒီထောက်ကြတယ်နေရောက်တယ်အဲ့တော့ကျွန်တော်ပြောချင်တာနော်ဘောင်းရတဲ့နေဆိုတာကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီပြေပေါ်တယ်အဲ့ဒီနေကိုရောက်ဖို့နော်ကျွန်တော်တို့အဲ့ဒါလို့နောက်တစ်ချက်ကတမိုင်းမှာသင်္ကေတရှားရှိနေတယ်ကျွန်တော်တို့ရဲ့တောင်းကြတဲ့နေဘယ်ဟာလဲဆိုတော့ပြောပါကျွန်တော်ကျုပ်ခွေမှာလည်းပြောပါအများသိကိုသိကြကျွန်တော်မြန်မာပြည်အဲ့ဒီကိစ္စမသိလို့မရဘူးချင်းလို့ကျွန်တော်ပြောပါအဲ့ဒါပါလဲဆိုကျွန်တော်တို့လည်းကြောက်တယ်တို့လည်းကြောက်တယ်ကျွန်တော်ရှိတို့လည်းကြောက်တယ်ဘေးပတ်ပတ်မှာစာရေးထားတယ်အဲ့ဒီစာတွေလည်းဘယ်လိုဖြစ်လာလဲကျွန်တော်အချင်းချုပ်ပြောပြမယ်နော်ကျွန်တော်အချိန်က7မိနစ်ပဲဗျာဘာကြောင့်လဲဆိုတော့တို့လည်းရေးထားတဲ့နေ့မှာတို့လည်းရေးထားတဲ့နေ့မှာဆိုတော့ခုနဂျပန်စနိုလို့ကျွန်တော်တို့မှလည်းပဲ3ခုရှိတယ်တို့လည်းမရတယ်တို့လည်းမရတယ်မှာနိုင်ငံထဲမှာ3တစ်ခုကအလံတစ်ခုကအချင်းနောက်တစ်ခုကတို့လည်းကြည်ညာတာရေးတာအဲ့ကျွန်တော်နိုင်ငံရဲ့လောလောရေးကြည်ညာတာသူတွေရေးတဲ့ဆိုတော့ဘုရားဆန်းတဲ့တော့ကြာဆုံးတော့ကောင်းဆုံးလို့ပြမ
မကြဆုံးမကြံခဲ့တော့ကောင်းဆောင်များပြီးတော့ဆိုင်ခင်ကိုရောမိုင်းရဲ့စာပေပညာရှင်များဝိုင်းစုပြီးတော့အဲ့ဒီလွတ်လပ်ရေးကဆိုင်မျိုးရေးအဲ့တော့လွတ်လပ်တော့လည်းမျိုးထောင်တဲ့ချင်းပြီးတဲ့အခါမှာအဲ့ဒီလွတ်လပ်ရေးကျညာစရန်ဖတ်တယ်အဲ့တော့အဲ့လွတ်လပ်ရေးကျညာစရန်ကကျွန်တော်ဒီချမ်းမှတ်မယ်နော်တိကနေပြီးတော့30လဆက်တဲ့အဲ့ပတ်ဝန်းကျင်ရှိ30နဲ့ပေါ့ထားလိုက်ပါအဲ့လောက်ရှိအဲ့ဒီဖတ်တယ်အဲ့တော့ပြီးတော့ဘာလုပ်ရလဲဆိုတော့တန်းကျင်ရဆိုတော့ပဲဆိုတော့ဝင်းချုပ်ဦးနုနဲ့တကွဝင်းကြီးတွေကိုကြားလို့ကန်ပြီးတော့ဦးနုဆိုတဲ့ like ဆိုအဲ့ဒီမှာအရေးကြီးဆုံးတန်းကျင်တာကိုချက်ရှိနံပါတ်1ချက်ကားဆိုလဲဆိုတော့ကျွန်တော်တို့ဒီဆိုတော့ဒီဆိုတော့ပဲနော်ကျွန်တော်တို့ဒီဦးနုနဲ့တို့လည်းဖြစ်တော့နိုင်ငံတကြီးကိုတဲ့ဘယ်လိုက်တွေ့အသက်ပေးသွားခဲ့တော့ဘုံချုပ်အောင်ဆန်းချက်လက်ဒီလမ်းစဉ်တန်80ချီတဲ့ဘုံချုပ်ပါပြောချင်တာကကျွန်တော်တို့နိုင်ငံလွတ်လပ်ပြီးတဲ့နောက်ပိုင်းမှာဘုံချုပ်အောင်ဆန်းလမ်းစဉ်တဲ့ဘုံချုပ်ဒါအလကားအရက်စကားပြောတာမဟုတ်တန်းလုံးကျုပ်ခံပြီးတော့တန်းကျင်နေကိုချက်အရေးကြီးဆုံးချက်အဲ့ဒီအရေးကြီးဆုံးနံပါတ်1ချက်ကကျွန်တော်တို့တောင်းလိုက်ခါနိုင်တဲ့ဥတီယာရက်အဲ့ဒီနေရာရောက်ကျွန်တော်ပြောပြောချင်တာကအဲ့ဒီရက်ကပဲရတယ်ဘုံချုပ်လမ်းစဉ်ဘုံချုပ်လမ်းစဉ်ပြင်ပါလေဘာကြီးလဲကျွန်တော်တို့မြန်မာပြည်တိကိုသိရတယ်အဲ့ဒီကိစ္စမသိဘဲနဲ့ကျွန်တော်တို့ဘာလို့ကျင်တာလဲဆိုဟာဒီမိုကရေစီလို့ကျင်တာအဲ့လိုဆိုတော့လည်းမရဘူးအဲ့ဘုဒ္ဓလမ်းစဉ်ကိုလို့ကျင်အဲ့ဘုဒ္ဓလမ်းစဉ်ကဘယ်မှာရှိလဲဆိုရင်အဲ့ကြားကျင်တဲ့ပြည်သူတို့အဲ့ဝင်းကြီးဖွဲ့ပဲသွားဆိုတော့ဘာလို့ပန်းညာနဲ့သွားတယ်ဘာလို့ပန်းညာနဲ့ဘာလို့သွားတာလဲဆိုတော့အဲ့ဘာလို့ပန်းညာမှာတော့လည်းကြောက်တယ်အုံးမြချအဲ့အုံးမြချတော့မှဦးနုကမိကုန်းတော့ပြောတယ်အဲ့သူ့မိကုန်းကပြောတော့ထားတယ်အဲ့တော့လည်းကြောက်တယ်အုံးမြချတယ်အုံးမြချပြီးတော့ကြောက်တယ်ပေါ်လာတော့ကြောက်တယ်ပတ်လိုက်ပါစာရီရေးထားတယ်အဲ့ဒီမှာစိတ်ဝင်စားဖို့ခေါ်တယ်စာရီကြောင်းတစ်ကြောင်းက66လုံးပေါ့